ကျွန်တော်ကြမ်းပိုက်တစ်ပိုက်တော့ခဏတော့အတူဖတ်ချင်ပါတယ်โอเคအားလုံးအတွက်လေနော်ဟိုကျန်းစာအုပ်လေးတွေလိုရမယ်ဆိုရင်လည်းဖတ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပဲဖြစ်ဖြစ်ဖတ်လိုက်ပါလေနော်ဆိုတော့ကျွန်တော်ဖတ်ပေးလိုက်မယ်အေဖတ်ဩဝါဒစာအခန်းကြီး9အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်15 16 19 3ပိုက်လောက်ဒီကနေ့ညမှာအတူတူဖတ်ရင်းနဲ့လေနော်ဝေငှပေးချင်ပါတယ်အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်15 16 19 3ပိုက်လောက်ဖတ်မယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ပဲနည်းနည်းဖတ်သွားလိုက်မယ်လေနော်โอเคထို့ကြောင့်တဲ့ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလောယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိတော့သူမဖြစ်သခင်ဖျား၏အလိုတော်ကိုပိုင်းခြား၍သိတော်သူဖြစ်ကြလောဖတ်ခဲ့တဲ့ဤကျမ်းပိုင်များအပြင်တို့အဖွဲ့များအတီးတီကိုဖျားသခင်အထူးပဲကောင်းကြီးမင်္ဂလာချပေးပါစေဒီလိုလေးကျွန်တော်အစပြုပေးခြင်းတယ်လေနော်အခုတို့ဒီနေထိုင်တဲ့ကဘာကြီးကလေနော်နှစ်ပေါင်း2000ကျော်လာပြီးတဲ့ဒီဖက်နောက်ပိုင်းမှာပေါ့နော်အခုဆိုရင်2026လေနော်ဆိုတော့အခု26တောင်ကျော်လာပြီဆိုတော့နှစ်ပေါင်း2000ကျော်လာပြီးတဲ့ဒီဖက်နောက်ပိုင်းမှာတို့ကဘာမြေကြီးပေါ်မှာကတ်ဆိုးတွေကလေတိတိတတာကြီးကိုတိတာလာတယ်တဲ့နှစ်ပေါင်း2000မကျော်ခင်ဟိုဖက်မှာကတ်ဆိုးတွေမရှိဘူးလားရှိပါတယ်ဒါပေမဲ့နှစ်ပေါင်း2000ကျော်လာပြီးတဲ့ဒီဖက်နောက်ပိုင်းမှာတော့ကတ်ဆိုးတွေကတိတိတတာကြီးကိုမြေကြီးပေါ်မှာဖြစ်လာတယ်နေရာတိုင်းမှာလေနော်ဘယ်လိုအကြမ်းဖက်မှုတွေစူပူမှုတွေတိုက်ခိုက်မှုတွေဒါမျိုးတွေနဲ့လေနော်ဆိုတော့ဗာလေဘယ်နေရာမှမလုံခြုံနိုင်တော့ဘူးအဲ့ဒါမျိုးတွေလေနော်ဥပမာနှစ်ပေါင်း2000ကျော်လာပြီးတာဒီဖက်နောက်ပိုင်းမှာအမေရိကန်နိုင်ငံရဲ့ World Trade Center ကြီးကြားဘူးတယ်မလားအဲ့ဒီနေရာကြီးလေနော်ဟိုမှာလေရင်ဗာလေလေရင်အပိုင်စီးခံရတယ်ပြီးတဲ့အခါမှာလေအဲ့ဒီအထက်ဘလောက်လဲ130တာနော်မြင့်ဆိုအမွှာတိုက်ကြီးပေါ့အဲ့လိုရှိတာဆိုတော့နယူးယောက်မှာရှိတာလေနော်အဲ့ဒီတိုက်ကြီးကိုတခါတဲ့အဲ့ဒီဗာလေအကြမ်းဖက်အဖွဲ့ရလေနော်အဲ့လေရင်အပိုင်စီးပြီးတော့အဲ့တိုက်ကြီးကိုဝင်တိုက်ထိုက်လေကြည့်ပေါ့ခလျက်တဲ့နဲ့ဝင်ဖြတ်တိုက်လိုက်တာလေရင်ကလေစီအပြည့်ထည့်ထားတာလေနော်717လေရင်ကြီးကြည့်ပေါ့အကျူးကြီးပဲလူတွေလည်းအများကြီးပဲပါတာအဲ့လေရင်ကခါအဲ့တိုက်ကြီးကိုဂျားဖြတ်တိုက်ချတိုက်တာအုံးဆိုပြီးတော့လေနော်အလောမီးတွေတခါတဲ့အပေါင်းလိုက်လောင်ပြီးတော့လေနော်အောက်ကလူတွေကဟဲဆိုပြီးတော့အဲ့လိုဖြစ်နေတယ်တခါနောက်ကျလင်းတစီထလာပြန်တော့သူတို့အမှားသူတို့တိုက်ဆိုတယ်ဒီဘက်တိုက်ကိုအရင်ချတယ်ပြီးတဲ့အခါနောက်ဒီဘက်တိုက်ကိုလေနော်ခါလေကဖြတ်တိုက်လိုက်ပြန်အလားမီခိုးလုံးကြီးရလေမီလုံးကြီးရလေနော်ခါတက်သွားပြီးတော့ဗာလေအောက်ကလူတွေကလေနော်ခါလမ်းဖြန့်ကုန်တာလေနော်အကုန်လုံးမီလုံးကြီးတွေနဲ့နော်အဲ့ဒါမျိုးနဲ့နော်ဆိုတော့ဘယ်လိုပြောရမလဲလုံခြုံရေးကောင်းပါတယ်ဆိုတော့အမေရိကန်နိုင်ငံလေနော်အလစ်အငိုက်ခံခဲ့ရတယ်ဆိုတော့နောက်ပိုင်းမှာကြာမှသူတို့တွေထောက်လန်းတယ်ဗာလေတို့ထောက်လန်းရစုံစမ်းတယ်အိုစမာဘင်လာဒင်လားဆိုအိုမာဘင်လာဒင်ဆိုတာမသိဘူးသူကြောင့်ဖြစ်တယ်လို့ကြည့်တဲ့အခါမှာအဲ့ဒါနဲ့ဟိုမှာအသေးစိတ်လိုက်ရှာကြတယ်ဟိုလူကဘယ်ရောက်သွားမှတော့မသိတော့ဘူးနော်ဒီမှာသေတဲ့လူတွေကသေကုန်ပြီးတကပါလုံးခြောက်ချခဲ့ရတယ်လေနော်အဲ့ဒါဖြစ်ပြီးတိတ်မကြဘူးဆိုနာမီရေလှိုင်းကြားဘူးတယ်မလားအားလုံးဆိုတော့နော်ရေထက်ကပင်လယ်ထက်ကရေတွေလေမဖိတ်ခေါ်ဘဲနဲ့ကုန်းပုံတက်လာတယ်ကြည့်အလားမလှိုင်းလုံးကြီးတယ်ပင်လယ်ထက်မှာငလင်လှုပ်တယ်ကျွန်တော်နားမလဲတော့ကျမ်းပြင်ပင်လယ်ကျမ်းပြင်ကြိုးကြတယ်ကျွန်တော်နားမလဲတော့ရေတွေဝင်တယ်ပစ်တာမျိုးလေဘုံလို့ပြန်ဆောင်တက်ပြီးတော့ဒါမျိုးကမ်းခြေကိုရိုက်တယ်လေနော်ဆိုတော့လှိုင်းလုံးတစ်လုံးရဲ့အမြင့်ကလေနော်18ပေကနေ25ပေလောက်မြင့်ဒါမျိုးမြင့်တော့ကြည့်ပေါ့အလားကမ်းခြေမှာနားနေတဲ့လူတွေပေါ်မှာဒါမျိုးအုပ်ချသွားပြီးတော့လေနော်ခါတဲ့လှိုင်းလုံးကခါတယ်မှာရိုက်ချသွားတာလေနော်ဆိုတော့အဓိကအင်ဒိုနီးရှားထိတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဆရာဇယ်ပီရဲ့ဆရာဇယ်ပီတည်တယ်မလားတော့ကျွန်တော်ဖျားကြောင်းကဆရာဇယ်ပီရဲ့နောက်ဆရာတယောက်ပဲဆရာကျင့်အခုအင်္ဂလန်ရောက်တော့ဆရာကျင့်ကျွန်တော်တို့ကကော့တောင်းမှာရောက်နေတာအမလေးအဲ့ဒီနေ့တနင်္ဂနွေနေ့ကျွန်တော်တရားဟောမလို့လေကျွန်တော် Bible study ဆွဲမယ်ဆိုတော့ကျွန်တော် note ချုပ်လုပ်နေတာမနေ့ပိုင်းပေါ့မြေကြီးကမျိုးလှုပ်တာလေဆိုတာဟာလာဘာဖြစ်တာလဲဆိုပြီးတော့လေနော်မိုက်ခနဲ့ဖြစ်တယ်လေနော်အဲ့ဒါနဲ့လေ
ရုပ်တရက်ဆိုတော့ coffee များမတောက်ရသေးလို့လားပေါ့ဘယ်ရောက်မလဲ coffee လည်းတောက်ထားပြပါပြီတော့ဘာဖြစ်ပါလဲတော့ပြီးတော့ဘယ်ရောက်မလဲပြီးတဲ့အခါကျမှ time back ကနေပြီးတော့တရင်လွှင့်ပြီလေနော်လူတွေကလေတိတ်နေဘွက်နဲ့လုံးထားပြီးတော့လေနော်အော်သူတို့ဆေးရုံကားနဲ့လေအုပ်အော်တွေဆွဲပြီးတော့ဆေးရုံတွေကိုပို့နေတာတွေ့ရတယ်လေအဲ့ချာမကြားဘူးတယ်ဆိုနာမီရေလိုင်းတဲ့နော်ဆိုတော့အဓိကဘယ်သူထိတယ်လဲဆိုတော့အင်ဒိုနီးရှားနော်အင်ဒိုနီးရှားအစိုးရရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရလူပေါင်း9000ကျော်နော်9000ကျော်တည်တယ်ကြည့်မပင်လဲမှာကြအလောင်းတွေခွေးနေတာမှာကြည့်အလားဘာတွေလဲနားမလည်နိုင်တော့တာအဲ့ဒါပြီးတော့တခါတိတ်မချပြန်ဘူးပါကြက်ငှက်တုတ်ခွေးလားဟလားနော်တခါတက်ပြပြန်ဦးနော်ဟိုပါလဲဟိုကြက်တွေမှာအရင်တော့ဖြစ်တာလေနော်ကြက်တွေမှာအိမ်အောက်မှာဝစ်တယ်လေနော်ဝစ်ရင်းနဲ့သူဥဝစ်ရင်းနဲ့ပြေးသွားတယ်ရှိတယ်မလားဒါတုတ်ကွေးတယ်လေနော်အခုအဲ့တုတ်ကွေးပိုးရမကြည့်စမ်းပိုးအားကလူအားကလေလူကိုခုန်ကူတာကြည့်လူကအဲ့ချက်ကိုသွားကြိုင်နေဆိုအဲ့ချက်မှာရှိတုတ်ကွေးပိုးက virus ပိုးကလူကိုခုန်ကူတယ်အဲ့လူကလေ3ရက်4ရက်လောက်အပြင်းဖျားတယ်ပြီးအသက်ပါသွားတယ်ကြည့်ပေါ့မလဲအဲ့လိုမျိုးတွေယောဂါတွေဖြစ်ပြီးတဲ့အခါမှာလေဘာခေါ်လဲတို့ SARS ယောဂါလားဟလားနော်ပါလေအသက်ရှူလမ်းကြောင်းပိတ်တဲ့ယောဂလာအဲ့ဒါတွေခါတခုတစ်ခုလေးဖြစ်တာလေနော်ပါလေတို့မြန်မာပြည်မှာလဲပါလေနာဂစ်မုန်တိုင်းအားလုံးကြားဘူးတယ်မလားနော်အဲ့ဒီနေ့ကျွန်တော်ကဖြစ်ချင်တော့လေအေဝံဂေလိသွားလိုက်သေးတယ်မုန်တိုင်းရှိမှလည်းမသိဘူးတလားခက်တီတီနဲ့တောင်တကုံသွားလိုက်သေးတယ်ပြီးမှလေတအားပြန်ချင်တယ်တလောက်တောင်ပြန်ချင်တာပြန်မယ်ကွာဆိုပြီးတော့ဒါနဲ့ကျွန်တော်ဗာတောင်တကုံနေပြီးတော့ကျွန်တော်လိုင်းကားစီးပြီးပြန်လာတယ်ကျွန်တော်ဖျားချောင်းအောက်ရောက်တော့ညနေ3နာရီထိုးပြီးဖျားချောင်းထဲကိုကျွန်တော်ဖျားချောင်းက၄ထပ်တိုက်ဆိုတော့ဖျားချောင်းအောက်ထပ်တဲကိုဂုံးပိုးနဲ့သူတို့ဝင်လိုက်တာနဲ့ကျဲဆိုပြီးတော့လေကျွန်တော်ဖျားချောင်းအရှိမပါခေါ်လဲဟိုမုတ်တီဆိုင်ရှိတယ်လေနော်ပကံနေတာမျိုးထပ်ထားလေနော်လေးကဒါမျိုးမှဟွာပြီးမကြဒါမျိုးပဲကွမ်ခနဲ့ဆိုအကြီးပဲကြောင်းတယ်လေဟာဘာဖြစ်ပါလဲဆိုပြီးတော့လေနော်ပြီးလဲပြီးတော့လေတညာလုံးလေတိုက်တယ်လေနော်ပြီးတဲ့အခါကြားမှာတည်တယ်နာဂစ်မုန်တိုင်းဆိုအမလေးဟဲ့ဆိုပြီးတော့လေနော်ကျွန်တော်ကအဲ့ဒါဘာမှမသိလိုက်တော့ခက်တီတီနဲ့မဲ့တောင်တကောမှာသွားပြီးတော့အဲ့ဒီနဲ့အေးုံကလေးသွားလိုက်သေးတယ်အကြီးတယ်တလားအဲ့ဒါနဲ့လေနော်ဆိုတော့အကြီးအကျယ်တညာလုံးတိုက်တယ်လေမနဲ့မိုးလင်းတဲ့အခါမှာကျွန်တော်ရန်ကုန်လိုတစားပြင်လို့ပဲလေနော်တပင်အကုန်လက်တက်တိုင်းအကုန်လက်တော့ဘာလို့ရစာမရှိဘူးလေနော်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရလူပေါင်းဘယ်လောက်တည်လဲဆိုတော့အဲ့ဒီမှာ3,800,000ကျော်တည်တယ်ပြောတယ်နော်ကျွန်တော်အစိုးရသတင်းထုတ်ပြန်ချက် NGO တွေရဲ့သတင်းထုတ်ပြန်ချက်ရခံမှန်းချက်ကတော့3သိန်းခွဲနဲ့4သိန်းကြားမှာတည်တယ်လို့ပြောတယ်ဆိုတော့ဘယ်ဟာကအမှန်လဲဘယ်ဟာကအမှားတွေလဲငါတို့လည်းမသိတော့ပါဘူးဒါပေမဲ့တည်တာကတော့ပတ်ပတ်ဆက်ဆက်တည်ကြပြီလေနော်အဲ့နောက်ပိုင်းမှာလည်းအခုလည်းကြည့်ပါဦးငလင်တွေဖြစ်ဘာတွေဖြစ်နေလဲနော်ဆိုတော့ COVID တွေဖြစ်နေတော့တကယ်ကိုဆိုတော့ဘာဖြစ်လို့ကျွန်တော်အဲ့ဒါကိုကျွန်တော်ပြောနေတယ်လဲဆိုတော့အဲ့ဒီအရာတွေကသူ့ဖာတာသူအမှတ်တမဲ့နဲ့ဖြစ်ပျက်လာတာမဟုတ်ပါဘူးလို့ပြောပြပေးခြင်းတယ်အာမင်အဲ့ဒီအရာတွေအားလုံးကတို့အားလုံးကိုတစုံတစ်ခုစကားပြောနေတယ်တို့အားလုံးကိုတစုံတစ်ခုတတိပေးနေတယ်တော့ပေါက်ပါသလားဆိုတော့ဘာတွေတတိပေးနေတယ်ဘာတွေစကားပြောနေတယ်ထင်မလဲဟေ့တို့အဖွဲ့များဆိုတော့ကျွန်တော်ပဲဖြေလိုက်တော့မယ်နော်တော့အချိန်အကန့်အသတ်နဲ့သွားမယ်ဆိုနော်ဒီတဲ့ပုံရင်စမပီပီကအလိုလိုသူကမှ power off ချလိုက်မှာဆိုတော့လေနော်ဆို okay တို့ဒီခက်တဲ့ဆိုတော့ကျွန်တော်ပဲဖြေပြဒီရတဲ့အားလုံးကတို့လူသားတွေအားလုံးကိုတစုံတစ်ခုစကားပြောနေတယ်တို့လူသားအားလုံးကိုတတိပေးနေတယ်ဘာတွေစကားပြောနေတာလဲဘာတွေတတိပေးနေတာလဲအဲ့ဒါတွေကဟေးမကြာခင်အချိန်မှာယေရှုခရစ်တော်ဖခင်မြေကြီးပေါ်ကိုတဖန်ပြန်ကြွလာတော့မယ်ဟေးအားလုံးရှိတဲ့နေရာမှာအစင်သင့်ပြင်ထားကြဟေးအစင်သင့်လှုပ်ထားကြပါဆိုပြီးတော့ဒီအရာတွေအားလုံးကတို့အားလုံးကဘာလုပ်နေတာလဲစကားပြောနေတတိပေးနေတာအာမင်โอเคကျမ်းပိုက်ကိုပြန်ကြည့်ရအောင်အငယ်15အခုလိုပြောတယ်ထို့ကြောင့်တဲ့ပညာမဲ့ကဲ့သို့မဟုတ်တဲ့ဘယ်လိုပြောလဲပညာရှိကဲ့သို့စစ်မြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလောပညာမဲ့တယ်ဆိုတာဘာပြောတာလဲပညာမဲ့တယ်ဆိုတာတို့မျက်စိရှေ့မှာမြင်နေတယ်တို့နားနဲ့ကြားနေရတယ်တို့တွေ့နေရတယ်ဒါမဲ့အဲ့ဒီအပေါ်မှာဘာလုပ်လိုက်တယ်လဲအမှတ်တမဲ့ထားလိုက်တယ်ဒါတွေလားဟိုတော့လည်းဖြစ်တာပဲအခုလည်းဖြစ်တာပဲဘာမင်းဆန်းလို့လဲရှောက်ပြီးတော့ကြားတယ်အပေါ်တွေရှောက်ပြောနေတယ်ဆိုပြီးတော့ဟောအဲ့ဒါမျိုးပေါ့နော်အမှတ်တမဲ့ထားလိုက်တယ်ပြီးတဲ့အခါမှာအဲ့ဒါကိုရင်ဆိုင်ဖို့မပြင်ဆင်ထားလိုက်ဘူး
အဲ့ဒါကိုဘာလို့ခေါ်တယ်လဲပညာမဲ့တယ်လို့ခေါ်တာဘောပေါက်မယ်နော်ပညာရှိတယ်ဆိုတာဘာကိုပြောတာလဲပညာရှိတယ်ဆိုတာကဖြစ်ပြနေတဲ့အဲ့ဒီအရာတွေအားလုံးဘာဖြစ်နေတာလဲနံပါတ်1ပိုင်းခြားနားလေတယ်ဝါမကြခင်အချိန်မှာယေရှုခရစ်တော်ဖခင်မြေကြီးပေါ်ကိုပြန်ကြွလာတော့မှာပါလားဒီဟာတွေအားလုံးကယေရှုခရစ်တော်ဖခင်ပြောခဲ့တဲ့ဒီဟာတွေအားလုံးကတို့မျက်စိရှိမှပြည့်စုံနေပါလားမကြခင်ယေရှုခရစ်တော်ဖခင်မြေကြီးပေါ်ကြွလာတော့မှာပိုင်းခြားနားလေတယ်နံပါတ်1နံပါတ်2ဘာဖြစ်တယ်လဲအဲ့ဒီအတွက်အဲ့ဒါကိုရင်ဆိုင်ဖို့ဘာလို့ထားလိုက်တယ်လဲကြိုတင်ပြင်ဆင်ထားလိုက်တယ်အဲ့ဒါကိုဘာလို့ခေါ်တယ်လဲပညာရှိအာမင်ဒါကြောင့်ကျွန်တော်တို့တွေအားလုံးဒီကနေ့ဝိညာဉ်ရေးရမှာဖခင်သခင်ကပညာမဲ့မဖြစ်စေချင်ဘူးပေါ့အာမင်ဝိညာဉ်ရေးရမှာပညာရှိတယ်ပိုင်းခြားနားလဲတဲ့သူတွေပြီးတဲ့အခါမှာအဲ့ဒီအတွက်ကြိုတင်ပြင်ဆင်ထားတဲ့သူတွေဖခင်သခင်အတူကိုဖြစ်စေခြင်းတယ်အာမင်โอเคနောက်ကျမ်းပိုက်လေးတစ်ပိုက်လောက်တို့တွေအတူတူဆက်ဖက်ကြည့်အောင်ဟေးနောက်ကျမ်းပိုက်လေးတစ်ပိုက်ဆက်ဖက်ကြည့်အောင်မဿဲအခန်းကြီး24အငယ်ခွန်ကနေပြီးတော့14လောက်အထိကိုဖတ်ကြည့်အောင်မဿဲအခန်းကြီး24ကျွန်တော်ကျမ်းစာကျောင်းမှာစာတင်တော့ဒါနဲ့ကျွန်တော်မဿဲလို့ပြောတော့ကျွန်တော်ကိုကျောင်းသားတယောက်ကမေးတယ်ဆက်ကြောခဏလေးနေပါဦးမိကုန်းတစ်ခုတော့မေးပြရစီလေအေးမေးလေသားဘာလဲဆိုတော့မဿဲဆိုတော့ယောက်ျားလားမိန်းမလားကျွန်တော်လည်းယောက်ျားပဲဆိုတော့တို့ကောင်းပြီနိုင်ငံရောက်ရင်တော့အဲ့ဒီအကြောင်းကိုအရင်ဦးဆုံးတို့တွေနည်းနည်းစုံစမ်းရင်ကောင်းမယ်ဆိုပြောလေနော်အဲ့ဒါပဲကျွန်တော်ပြေးပေးခဲ့ရတယ်โอเคဆိုတော့တို့ရဲ့ဘာသာပြန်ကမဿဲနဲ့လောက်ထားတော့လေနော်တို့ဘာဖြစ်မဿဲနဲ့ပဲသွားရအောင်လေနော်ဒါပေမဲ့ယောက်ျားပါလို့တော့ပြောပြပေးခြင်းတယ်โอเคအငယ်9ကနေပြီးတော့14လောက်ထိကိုတို့အတူတူခဏလောက်ဖတ်ကြည့်ရအောင်လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရန်ဖက်ကြလိမ့်မည်အရက်တို့၌အစာခေါင်းပါခြင်းကာလကများပြားခြင်းရေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမိုးအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အဆအုပ်ဖြစ်သည် ထိုကာလ၌လူများတို့သည်တင်တို့ကိုရင်းဆဲခြင်းအသေးတခြင်းကိုခံစေခြင်းကအနံ့ကြလိမ့်မည်ငါဤနာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်မုန်းကြလိမ့်မည်ထိုကာလ၌များတို့သည်ဟောက်ပြန်ခြင်းတို့၍အချင်းတယောက်ကိုတယောက်အကြလိမ့်မည်အချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာလူအများတို့ကိုလှည့်ဖြားကြလိမ့်မည်မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမြတ်တာသည်ခေါင်းပါလိမ့်မည်အချင်းသူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်လူမျိုးအပေါင်းတို့အားတက်တေဖြစ်မိအကြောင်းနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုလောကီနိုင်ငံအရရရှိသမျှတို့၌ဟောရလိမ့်မည်သို့ပြီးမှအဆုံးသည်ဖြစ်လက်တံဒီမှာယေရှုခရစ်တော်ဘုရားကတို့လူသားတွေအားလုံးအတွက်ကားရင်ပေါ်မှာအသေးခံတယ်ပြီးတော့မြေကြီးထဲမှာဘယ်လောက်တူနေသလဲ3ရက်တကြိုချင်းကိုခံတယ်ဆိုတော့3ရက်မြောက်တဲ့နေ့မှာတေချင်းကနေရှင်ပြန်ထမြောက်တယ်ဆိုတော့မြေကြီးပေါ်မှာသူကရက်ပေါင်းသူကဟိုဘယ်လောက်သူဆက်ပြီးအသက်ရှင်တယ်လဲရက်ပေါင်း40ဆိုတော့ရက်ပေါင်း40လုံးသူကဘာလုပ်တယ်လဲဆိုတော့သူတေချင်းကထမြောက်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုခိုင်ခန့်တဲ့တက်တည်ပြတာတယ်တဲ့ကြည့်မရင်မရမဟုတ်ဘူးတော့အခုတို့ရှိနေတယ်လေကျွန်တော်အနောက်ကအရေးတစ်ခုဖြတ်သွားလိုက်တယ် track ဆိုပြီးတော့ကျွန်တော်မှစက်သိန်းတွေပါထားပြီးကြံခဲ့တယ်ဒါဆိုတော့တေချတယ်ဒါကျွန်တော်ဒီဘရောခေါမလဲဒီတရေချောင်းနေတာဆိုတော့ပြေးနိုင်မှလွတ်မယ်နော်မပြေးနိုင်တော့မလွတ်ဘူးမလွယ်ဘူးဖြစ်မှာနော်အဲ့လိုဆိုတော့ယေရှုခရစ်တော်ဘုရားကအဲ့ဒီလိုမျိုးလေအရေးကြီးပြပြီးတခါတည်းမှာစက်သိန်းတွေထားကြံခဲ့တာမျိုးပုံကမဟုတ်ဘူးသူကိုယ်တိုင်ကဒီတိုင်းပဲကိုခန္ဓာနဲ့ကိုမှပေးစမ်းမင်းရဲ့လက်မချာငါနဲ့ဘေကိုကိုင်းချစ်စမ်းဒီမှာအတတစ်တွေတွေ့လားအခုမှပျောက်ပါစငါအစ်စ်ပါယုံစမ်းပါယေရှုကပြောဟောပေးစမ်းမင်းရဲ့လက်ဒီမှာငါလက်ကိုကိုင်းချစ်စမ်းဒီမှာကြည်တန်ရိုက်ရအပေါက်ကြီးတွေ့လားအခုမှအသားလေးပြန်ပြေးလာတာပဲရှိသေးတယ်ငါအစ်စ်ပါယုံစမ်းပါဆိုတော့ယေရှုခရစ်တော်ဘုရားကခိုင်ခန့်တဲ့တက်တွေကိုသူတည်ခြင်းကထမြောက်တယ်ဆိုတာကိုခိုင်ခန့်တဲ့တက်တွေကိုရက်ပေါင်းသူဘယ်လောက်ပြခဲ့တယ်လဲရက်ပေါင်း40လုံးပြတယ်အခုတော့ရက်ပေါင်း40ပြည့်ပြီပေါ့ဒါဆိုရင်ယေရှုခရစ်တော်က
ယ်သွားတော့မလဲသူ့ရဲ့ဌာနေအိမ်တော်သူပြန်တော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတပည့်တော်တွေအားလုံးကလေယေရှုကိုလိုက်ပို့ကြတာမလဲလိုက်နှုတ်ဆက်ကြတာပေါ့နော်ဟောမှာတန်လွင်တောင်ဆိုတဲ့နေရာကြီးပေါ့နော်ဆိုတော့တပည့်တော်တွေအယောက်900ကျော်လောက်ရှိတယ်အမလေးအားလုံးနဲ့ခြံရံပြီးတော့ခါတက်သွားကြတာအဲ့ဒီလိုမျိုးပါခေါ်လဲတန်လွင်တောင်ကိုတက်သွားတဲ့အချိန်မှာတပည့်တော်တွေကယေရှုကိုကတ်မိတာဒီမှာတရောင်နဲ့တွတ်တဲ့လူနဲ့ဒူးနဲ့တိုက်တဲ့လူနဲ့ယေရှုကိုလေကိုတော်တဲ့ကိုတော်ကတနေ့ပြန်ကြွလာမယ်လို့ပြောတယ်ဘယ်အချိန်ပြန်လာမယ်လို့လဲကိုတော်မပြောဘူးကျွန်တော်တို့ဘယ်လိုသိရမလဲကိုတော်ကြီးနည်းနည်းပပလောက်အရေးအမွက်ကလေးကျွန်တော်တို့ကိုပြောပြခဲ့လို့မရဘူးလားတဲ့ယေရှုကိုမေးတာယေရှုခရစ်တော်ဖခင်ဈေးကင်လားမကင်ဘူးအာမင်တချို့ဆရာမတွေနဲ့တွေ့ဖို့တည်းနည်းနည်းခက်တာလေနော်ယေရှုခရစ်တော်ရဲ့ရတာဗောငါပြောပြမယ်တဲ့ကြည့်ပါဦးဒီမှာပြောပြီးအဲ့ဒါလို့အခုနတို့ဖတ်ခဲ့တဲ့နော်လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ရံဖက်ပြကြစတယ်ပြောမလို့နော်ဆိုတော့ဒီမှာခရစ်တော်အခုခရစ်တော်ဖခင်ကအဲ့ဒါလို့ပုပ္ပနမိတ်လက္ခဏာတွေမြင်တဲ့အခါမှာတဲ့ဘာဖြစ်လဲငါမြေကြီးပေါ်ကိုပြန်လာတော့မယ်ကြည့်ငါပြန်ကြွဆင်းလာတော့မယ်ငါလာသိမ့်ဆဲမယ်တဲ့အဲ့လိုပြောတာအစင်းနဲ့လောက်ထားပါလို့ပြောဒါဆိုရင်အခုတို့အဖွဲ့အားလုံးမြည်ကြည့်ခြင်းနဲ့ယေရှုခရစ်တော်ဖျားပြောခဲ့တဲ့ဒီပုပ္ပနမိတ်လက္ခဏာတွေအားလုံးကတို့မျက်စိရှိမှာဘာဖြစ်နေပြီလဲဘာတွေဖြစ်နေပြီလဲအားလုံးကပြီးပြည့်စုံနေပြီမဟုတ်ဘူးလားကြည့်မြင်ရဟုတ်တယ်မြင်ရပြီနော်ခရစ်တော်ဖျားပြောခဲ့တဲ့ဒီပုပ္ပနမိတ်လက္ခဏာတွေအားလုံးကတို့မျက်စိရှိမှာဘာဖြစ်လဲလုံးဝပြီးပြည့်စုံနေပြီကြည့်ပါဦးဒါကြောင့်တို့အဖွဲ့များအားလုံးအပိတိုက်သုံးပေးခြင်းနဲ့ယေရှုခရစ်တော်ဖခင်ရဲ့မြေကြီးပေါ်ကိုတဖန်ပြန်ကြွလာခြင်းဆိုတာနော်ယုံကြည်လို့လားတိမ့်ဆဲခြင်းတဖန်ကြွလာခြင်းဆိုတာကလေအခုအချိန်မှာလေဘယ်လိုတောင်ပြောရတော့မလားအခုအချိန်ဒါတော့ကျွန်တော်ဗာလေဘယ်လိုခေါ်မလဲကျွန်တော်သုံးတတ်တဲ့စကားပါနော်ကျွန်တော်သုံးတတ်တဲ့စကားအခုအချိန်မှာလေနော်ခရစ်တော်ဖခင်ကြွလာတယ်အခုနေလားညလားလို့တော့ပြောလို့ရတဲ့အချိန်တစ်ခုကိုရောက်သွားပြီလို့ကျွန်တော်အဲ့လိုပဲမြင်ပြီးတော့အာမင်နောက်10နှစ်လောက်မှဖြစ်ကောင်းဖြစ်မှာနောက်အနည်း20လောက်မှနောက်အနည်း30လောက်မှဖြစ်ကောင်းဖြစ်မှာပါမပြောနဲ့တော့အခုတော့မဟုတ်တော့ခရစ်တော်ဖျားပြောခဲ့တဲ့ဒီအားလုံးပုပ္ပနမိတ်လက္ခဏာအားလုံးဘာဖြစ်နေပြီလဲပြည့်စုံနေပြီဒါကြောင့်မလို့ယေရှုဖျားရဲ့မြေကြီးပေါ်တဖန်ပြန်ကြွလာခြင်းဆိုတာကအခုအချိန်မှာဘယ်လိုတောင်ပြောလို့ရသွားပြီလဲဟဲ့နေလားညလားလို့တောင်ပြောလို့ရတဲ့အချိန်တစ်ခုရောက်သွားပါပြီအာမင်ဒါကြောင့်ခရစ်တော်ဖခင်ကတော့မညဘူးတေချာပေါက်သူဂတိရှိတဲ့အတိုင်းသူပြလောက်လာမှာပြန်ကြွလာမယ်တိတ်ဆဲမယ်အာမင်ဒါကြောင့်အခုနတော့တို့အေဖက်ထမှာဖတ်ခဲ့တယ်ဝိညာဉ်ပညာရှိတယ်ဆိုတာဘာပြောတာလဲအချက်နှစ်ချက်နံပါတ်1ကဘာဖြစ်လဲပိုင်းခြားနားလေတယ်နံပါတ်2ကအဲ့ဒါကိုရင်ဆိုင်ဖို့ပြင်ဆင်ထားတယ်အာမင်ဒါဆိုရင်တို့အဖွဲ့များပိုင်းခြားနားလေပြီလားတို့အရှင်မခရစ်တော်ပြောခဲ့တဲ့ပုပ္ပနမိတ်အားလုံးဘာဖြစ်နေပြီလဲပြည့်စုံနေပြီတောင်ယေရှုရဲ့တဖန်ကြွလာခြင်းဆိုတာအခုအချိန်မှာဘယ်လိုတောင်ပြောလို့ရနေပြီလဲနေလားညလားပြောလို့ရတဲ့အချိန်တစ်ခုရောက်နေပြီအာမင်နံပါတ်1ပိုင်းခြားနားလေမယ်နံပါတ်2ကြိုးတင်ပြင်ဆင်ထားမယ်ယေရှုခရစ်တော်ကြွလာမယ်ဆိုတော့တို့တွေဘာတွေပြင်ဆင်ထားရင်ကောင်းမလဲတို့အဖွဲ့များရတယ်မိုက်ဖွင့်ပြီးတော့တုံ့ပြန်လဲရတယ်ကိစ္စမရှိဘူးနော်တို့တွေဘာတွေပြင်ဆင်ထားရင်ကောင်းမလဲဧဝံဂေလိတွေဟောကြမယ်နော်ဆုတောင်းကြမယ်တန်နိုင်တဲ့ဖက်ကနေပါဝင်ကြမယ်အရန်ကောင်းတယ်လေဒီຢာတွေအားလုံးကောင်းတယ်မမှားဘူးအားလုံးကောင်းတယ်တော့ဒီຢာတွေအားလုံးရဲ့အရှိကနေအရေးအကြီးဆုံးတစ်ခုလေးကိုတော့ပြောပြချင်တယ်โอเคဆိုတော့ဧဝံဂေလိဟောတာလည်းမမှားဘူးလေဟောရမယ်လေခရစ်တော်ကိုယ်တိုင်မိန့်ကြားခဲ့တာ哦နော်ဟာဆုတောင်းပေးကြမယ်လေတောက်ဆုံးဝိညာဉ်တွေအတွက်တိုင်းနိုင်ငံတွေအတွက်ဘာတွေညာကိုးစားပြုကြအရန်ကောင်းတယ်လေဒီຢာတွေအားလုံးမှန်တယ်တော့ဒီຢာတွေအားလုံးရဲ့အရှိမအရန်အရေးကြီးတဲ့အချက်တစ်ချက်ရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့တော့ကိုယ်တိုင်အခု online မှာကြည့်နေကြတဲ့တို့ရဲ့အဖွဲ့များတော့ကိုယ်တိုင်ခရစ်တော်နဲ့အတူ
တေချာပေါက်လိုက်ပါသွားဖို့ဘာလုပ်ထားမလဲကြိုတင်ပြင်ဆင်ထားရမယ်အာမင်ရှင်းပါသလားဟဲ့တို့အဖွဲ့များဆိုတော့ဝမ်းသာတယ်တို့ကိုယ်တိုင်ယေရှုခရစ်တော်နဲ့အတူတေချာပေါက်လိုက်ပါသွားဖို့အတွက်ဘာလုပ်ထားမလဲပြင်ဆင်ထားရပါမယ်အာမင်အရောက်တိုင်းကိုဖခင်တခင်အထူးပဲကောင်းကြီးပေးပါစေအာမင်တို့အခု online မှာအခုတို့တွေတွေ့ကြတယ်ဝမ်းသာတယ်လေနော်တို့ဒီမျက်နှာတွေအားလုံးတကယ်ကောင်းကင်နိုင်ငံမှာတကယ်ပြန်တွေ့မှာလားတွေ့မယ်အာမင်ဟုတ်ပြီဒါကြောင့်ဒီအပိုင်းလေးတွေကိုတို့တွေအတူတူခဏလောက်နည်းနည်းပြောပြပေးခြင်းတယ်တို့ဘယ်လိုအားဖြင့်ပြင်ဆင်ထားမလဲတို့ကိုယ်တိုင်ယေရှုခရစ်တော်ကြွလာမယ်ဆိုတော့ယေရှုနဲ့တို့လိုက်ပါသွားဖို့တို့ဘက်ကဘယ်လိုလေးပြင်ဆင်ထားရမလဲဆိုတဲ့အပိုင်းလေးကိုနည်းနည်းလေးပြောပြပေးခြင်းတယ်โอเคမလားโอเคဒါဆိုရင်တို့တွေအတူတူကြံပိုက်တစ်ပိုင်းလောက်ခဏလောက်တို့အတူတူဆက်ပြီးတော့ဖတ်ကြည့်ရအောင်ဟဲ့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်7ယော1အဲ့ဒါလေးကိုခဏဖတ်ပေးခြင်းနဲ့အားလုံးအတွက်ယောအခန်းကြီး1ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်7ရတယ်ဟိုတို့အဖွဲရတော့ဟိုဒီလိုပါလေဒီလိုလေးပဲသာဖြစ်လိုက်ပါကျွန်တော်ပဲနည်းနည်းဖတ်ပေးလိုက်မယ်နော်โอเคကျမတို့ပဲဖတ်ပေးမယ်ယော1ထို့သူကိုလက်ခံသမျှတော့သူတီးဟုတော့ကိုတော်ကိုယုံကြည်တော်သူတို့အားဖျားသခင်ဤသားဖြစ်ရတော့အခွင့်ကိုပေးတော်မူ၏ပြန်ဖတ်ပေးမယ်ထို့သူကိုလက်ခံသမျှတော့သူတီးဟုတော့တဲ့ကိုတော်ကိုယုံကြည်တော်သူတို့အားဖျားသခင်ဤသားဖြစ်ရတဲ့အခွင့်ကိုဖျားသခင်ကပြင်ဆင်ထားပေးလိုက်တယ်အာမင်ဒါကြောင့်တို့ဒီကတေချာပေါက်ယေရှုခရစ်တော်နဲ့အတူလိုက်ပါသွားဖို့တို့တွေကပြင်ဆင်ထားရမယ်ဒါကြောင့်ကျမ်းစာကအခုလိုပြောတဲ့အတိုင်းအဲ့ဒါလေးကိုတို့အနေငယ်လေးရှင်းပြပေးမယ်โอเคမယ်နော်ဆိုတော့ကျွန်တော်တို့လူသားတွေကတဲ့နေ့ရက်တိုင်းမှာဘာတွေကိုလွန်ကျူးမိတယ်လဲဆိုတော့အပြစ်ဒုစရိုက်အမျိုးမျိုးကိုလွန်ကျူးမိတယ်တဲ့ဟုတ်ပါသလားဟဲ့တို့အဖွဲ့များယောက်ျားလေးလည်းအပြစ်ကိုလုပ်တယ်မိန်းကလေးလည်းအပြစ်ဒုစရိုက်ကိုလုပ်တယ်နော်အသက်ကြီးတဲ့သူလည်းလုပ်တယ်ငယ်တဲ့သူလည်းလုပ်တယ်အခုကျွန်တော်ကိုမျိုးလုံးပြူးပြီးတော့ကြည်နေသူတွေလည်းလုပ်တယ်နော်ဆိုတော့အခုတရားဟောနေတဲ့ကျွန်တော်လည်းလုပ်တယ်နော်နေ့ရက်တိုင်းနဲ့ဘာတွေလုပ်မိကြတာလဲအပြစ်ဒုစရိုက်တွေကိုတို့တွေလုပ်မိကြတယ်ဒါဆိုဘလို့နီးနဲ့အပြစ်ဒုစရိုက်တွေကိုတို့လုပ်မိတာလဲနံပါတ်1ကာယကံမြောက်နီးနဲ့လုပ်မိတယ်တဲ့ကာယကံမြောက်ဆိုတာဘာကိုပြောတာလဲတို့တွေခြေတွေလက်တွေပါမိတယ်အဲ့ဒါကိုပြောတာခြေတွေလက်တွေတုပ်တွေဓားတွေခဲတွေနဲ့ဒါမျိုးနဲ့လေနော်ကိုထိလက်ရောက်မှားမိတာကိုပြောတာပေါ့နော်တခါတလေတို့တွေမှားမိပါသလားလွန်ကျူးမိပါသလားလွန်ကျူးမိတယ်ဟုတ်တယ်မလားငယ်ရွယ်တဲ့အချိန်ကလေးကတို့တွေမှားမိကြတယ်ဥပမာဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ပြောမယ်လေနော်ဆိုတော့ကျွန်တော်မှာသား3ယောက်ရှိတယ်ဆိုတော့ကျွန်တော်လူပြိုမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်မှာအိမ်ထောင်ရှိတယ်နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဇနီးကတော့ကျွန်တော်1ယောက်ပဲရှိတယ်နော်ဒါပေမဲ့ကျွန်တော်သား3ယောက်ရှိတယ်ဆိုတော့ကျွန်တော်သားကြီးက10နှစ်ဖြစ်တယ်ကျွန်တော်သားအလက်က8နှစ်ပေါ့နော်ဆိုတော့2နှစ်လောက်กว่า9နှစ်ခွဲပေါ့အဲ့လိုဆိုတော့နောက်အငယ်လေးက4နှစ်ခွဲဆိုတော့ကျွန်တော်အိတ်တဲ့အခါမှာအတူအိတ်ချတယ်ဒီဆိုဒီဘက်မှာကျွန်တော်သားကြီးကပြီးတယ်ဒီဘက်မှာသားအလက်ကပြီးတယ်ကျွန်တော်ကိုခွတယ်သားအကြီးကခွတော့ကျွန်တော်ပါလေပုံပြောပြဆိုတာပါသေးတယ်တခါတလေပြောရင်းနဲ့ကျွန်တော်အရင်အိတ်ပျော်သွားတယ်လေဒါအဲ့ဒါမျိုးတော့ဆိုတော့အမကျွန်တော်တားကြကျွန်တော်ခွတယ်လေသူခွတော့ဒီဘက်ကသူ့ညီကိုသွားထိတယ်ခြေထောက်နဲ့သူ့ညီကခြေထောက်လက်နဲ့ငါလာမထိနဲ့တွန်းလိုက်ဟာအဲ့ဒါနဲ့သူ့အကွက်တစ်ချောက်ကိုထားလိုက်အဲ့ဒါနဲ့တားအလက်ကတခါကျွန်တော်ခွတော့အကိုသွားထိတယ်လေသွားထိတော့အကိုကအခုနသူ့ကိုတွန်းထားဆိုတော့မကြိုက်ဘူးငါလည်းလာမထိနဲ့တွန်းထိုက်ပါလေရောအဲ့ဒါမျိုးတော့ခါအဲ့နဲ့သူကတွန်းပြီးတော့ခြေထောက်နဲ့ဒါမျိုးတွေဖြစ်လာကြတယ်ပြီးတော့အငယ်ကတီးတဲ့အတိုင်းပဲလေမနိုင်တော့ဆိုတော့သူတီးတယ်လေထပြီးတော့သူ့အကိုမျက်နှာတက်ဖီးဆိုစတွေးနဲ့ရွှေ့ပေးလိုက်ပါအဲ့ဒါမျိုးတကားအဲ့မျိုးကျွန်တော်ငယ်ပြည့်အသက်တာကလေးကပင်တို့တွေကိုထိလဲအောင်နေဘာဖြစ်နေကြတာလဲ
လွန်ကျူးပြင်မှာမိကြပါတယ်တို့တွေကမလဲအခုဒီအသက်ရောက်လာပြီဆိုတော့တို့တွေကမလုတ်တလို့ဘာလို့ပေါ့လေနော်တို့တွေကမဟုတ်ရပါဘူးကျွန်တော်တို့တွေဘာဖြစ်လဲငယ်ရွယ်တဲ့အသက်တာကလေးကပင်ကာယကံမြောက်ကိုထီလျောင်းတယ်ဘာဖြစ်ကြတာလဲဟဲ့လွန်ကျူးပြင်မှာမိကြပါသည်ဟုတ်ပါသလားဆိုတော့နံပါတ်1ဘာနဲ့မှာမိတယ်လဲဝစီကံနဲ့မကြနှုတ်ရှာနဲ့မှာမိတယ်ဒါဆိုတို့နှုတ်ရှာဘာထွက်တယ်လဲကျမ်းစာကတော့အခုလိုပြောတယ်တို့ရဲ့နှုတ်ပါတဲ့တို့လူတွေရဲ့နှုတ်ပါတဲ့တို့ယောက်ျားလေးလည်းပါတယ်မိန်းကလေးလည်းပါတယ်ပေါ့နော်တို့လူတွေရဲ့နှုတ်ပါတဲ့ဖွင့်ထားတဲ့တင်းချိုင်းတွင်းတဲ့သူတဲ့ယောမအခန်းကြီး3ထဲမှာအဲ့လိုရေးထားတယ်ကြည့်ပေါ့ဖွင့်ထားတဲ့တင်းချိုင်းတွင်းလို့ပဲအမလေးဒါဆိုတင်းချိုင်းနော်အုတ်ကူရှိတယ်မလားအပေါ်ကကြည့်လိုက်တဲ့ခါမှာအုတ်ကူကတော့ဘယ်လိုမျိုးလေးလဲလှလှလေးလေးနော်အမလေးတို့ခရိယန်တင်းချိုင်းပို့တော့လှသေးတယ်လေနော်အမလေးကျွေးတွေကတ်ထားတာလေနော်လုံးဝ share ပဲအပေါ်ကနေကြီးလိုက်တော့ဘာဖြစ်လဲပြောင်းလက်နေတာအမလေးနော်ဆိုတော့ဟိုတခါတလေအဲ့ဒီဗာရေဝေးတွေပါရောက်လို့ရှင်ခရစ်တင်ညာရောက်လို့ရှင်ဟိုဗာလေသူပဲဟိုဘယ်လိုလဲဟိုအမတ်တမဲ့သူပဲရှောက်သွားကြည့်မိတာရှိတယ်လေနော်မလေးတချို့ရဲ့အုတ်ကူတွေကလေလုံးဝ share ပဲလေနော်အလားတကအပြန်စားတကယ်ချတာလေနော်ဒါကြောင့်အပေါ်ကြည့်လိုက်တော့အုတ်ကူကအရန်လှတယ်လေနော်ဒါပေမဲ့အဲ့အုတ်ကူအနောက်ကဖောက်လိုက်မယ်အပေါက်ကြီးဖောက်လိုက်မယ်ကဲအဲ့ထဲကိုဘလူကောင်းထိုးထည့်ရဲမလဲကောင်းထိုးထည့်ချင်းမလားထည့်ချင်းပေါ့ဟုတ်တယ်မထည့်ချင်းဘာဖြစ်လို့လဲကြောက်တယ်အဲ့ထဲမှာဟုတ်တယ်ကြောက်တာလည်းဟုတ်တယ်ပြီးတော့မကြနန်းဆောင်နေတဲ့နေရာကြီးဟုတ်တယ်မလားအသားတွေအယိုးတွေပုတ်ပွားပြီးအဲ့ဒီမှာမကြလောကနန်းဆောင်နေတဲ့နေရာကြီးတွေကြည့်ပေါ့ဒါကြောင့်ကျမ်းစာကပြောတယ်တို့နှုတ်ကလေအဲ့လိုပဲတဲ့ကြည့်ပါဦးနော်ဖွင့်ထားတဲ့တင်းချိုင်းလိုပဲဆိုတော့မကြအပေါ်ရန်တော့သူဒီမှာနှုတ်ခမ်းဆိုးစီတယ်နော်ဟိုဗာလဲဟိုကျွန်တော်တို့တင်းအုပ်ဆရာကြီးပြောတယ်နော်ဒီမှာလေနှုတ်ခမ်းဆိုးစီလေလိမ့်ထားတယ်မို့အရန်လာတယ်လေနော်ဆိုတော့တို့ဒီအဖွဲထဲမှာလေနှုတ်ခမ်းဆိုးစီပြန်တွေးမိတယ်ကောင်းတယ်ကျွန်တော်အားပေးတယ်ဆက်လိမ့်ပါဘာဖြစ်လို့လဲတို့တွေကလူအချင်းချင်းကြားထဲမှာတို့တွေပြောဆိုဆက်ဆံရတာဟိုနော်ဒါကြောင့်နှုတ်ခမ်းဆိုးစီလေးတွေလိမ့်တင်ပါတယ်ဆက်လိမ့်ပါတို့တော့လိမ့်တဲ့သူပဲဖြစ်ဖြစ်မလိမ့်တဲ့သူပဲဖြစ်ဖြစ်တို့နှုတ်နဲ့ပတ်သက်ပြီးတော့ဖရားတွေကဘယ်လိုပြောတယ်လဲဖွင့်ထားတဲ့တင်းချိုင်းတွင်းလို့ပဲမလဲဘာဖြစ်လို့တင်းချိုင်းတွင်းလို့ပြောတာလဲအတူတယ်လို့ဘာကြောင့်ပြောတာလဲဒါဆိုတို့နှုတ်ကဘာကြီးထွက်မိတယ်လဲဟဲ့စဉ်းစားကြည့်ပါဦးအမလေးအဆုံးပဲနော်အဆုံးပဲစတဲမိတယ်ဆိုမိတယ်ကဲရမိတယ်ပြစ်တင်မိတယ်ရှုံချမိတယ်အမလေးဒီနှုတ်တော့တယ်မလားချိုလေးထွက်တာလေသူပဲအမလေးပက်ဆက်ထွက်တာလေသူပဲမလေးမဘလို့ခေါမလဲဒီကြောက်ဖို့တော့ကောင်းတယ်နော်ဒါကြောင့်ကျွန်တော်တို့မြန်မာစကားပုံရှိတယ်လေနော်ဘာပြောလဲမုသားမပါဘာဖြစ်တယ်လင်းကမချောနော်ဒါကြောင့်အစင်လေးပြည့်သွားဘာတော့ကတည်းလဲအားလုံးကလေယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဘာလို့ကလဲအားလုံးမုသားသုံးကြတယ်လေနော်အိုးမကျလိမ်မိတယ်ညာမိတယ်ဆဲမိတယ်ဆိုမိတယ်ကဲရမိတယ်ပြစ်တင်မိတယ်ရှုံချမိတယ်လားတကယ်ကိုနော်ကျွန်တော်နှုတ်ကဒါကြောင့်ဖရားသခင်ရှင်းဘာနဲ့တူတယ်ထွင်ထားတော့တင်းချိုင်းသွင်းလို့ပဲလို့ကျမ်းစာရေးပြလိုက်တာတော့ပေါ့မယ်နော်နံပါတ်3တို့ဘာနဲ့မှားမိတယ်လဲမနောကံအပြင်းကျင့်ဘာဖြစ်လဲမမြင်ရဘူးနော်အပြင်းကျင့်မမြင်ရဘူးအမလေးဘာဖြစ်လို့လဲဟိုစိတ်แค่ကဖြစ်တဲ့အရာဆိုတော့လေနော်အပြင်းကျင့်မလဲမမြင်တခါတော့မှဟိုတို့တွေကဘာလဲဟိုအပေါ်နဲ့ပဲလေနော်မလဲတို့တွေကမလဲဆရာကျော်ကငါတို့ကိုတရားဟောနေတာဆိုတော့လူကောင်းပဲလူကောင်းဟုတ်ပါတယ်ကျွန်တော်လူကောင်းတယောက်ပါတို့တော့ကျွန်တော်စဉ်းစားတာကျွန်တော်ပဲသိတယ်နောက်ဘယ်လိုသိလဲဖေယားဒီနှစ်ပါးပဲသိတယ်ဒီကြည့်ပေါ့ကဲအခုတို့အဖွဲ့တွေလည်း online နေကြည့်နေတို့အဖွဲ့ရောစဉ်းစားတာတို့စဉ်းစားတာဘေးကလူသိလားမသိဘူးဟုတ်တယ်မလားနောက်ဟိုကိုစဉ်းစားတာလေဘေးကလူမသိဘူးဘေးကလူစဉ်းစားတာလေကိုမသိဘူးလေနော်ဒါကြောင့်မလို့ဘယ်လိုပြောမလဲဟိုလိန်စားညာစားလို့ရတယ်ဆိုတာအဲ့ဒါကြောင့်လေဟာသူအရင်တဘောကောင်းတာအမလေးသူအရင်တဘောအမလေးသူ့လောက်တဘောကောင်းငါကဘာမှတွေ့တော့မတွေ့ဘူးမင်းဒါမျိုးနဲ့ပေါ့တို့တွေကဟောပြီးလဲပြီးရောလေနော်ဟိုမှာဟိုခါတဲ့ဟိုသူ့ရဲ့အလိန်အညာသူ့ရဲ့ဟို
အကွက်ထဲရောက်သွားမှစိတ်နာပြီးတော့လေနော်ခါတော့ဟိုမှာတို့တွေအများကြီးဗာလဲမွန်းကျက်အောင်တို့တွေခံရတော့တယ်လေနော်ဘာကြောင့်လဲဒါကြောင့်မနောကံနော်ဒါကြောင့်အပြင်ကမမြင်ဘူးစိတ်နှလုံးကထွက်တာနော်ဒါဆိုရင်တို့စိတ်ကဘာထွက်တယ်လဲဟိစဉ်းစားကြည့်ပါဦးတို့စိတ်ကဘာထွက်တယ်လဲအမျိုးမျိုးထွက်တယ်ဟုတ်တယ်မလားမနာလိုတဲ့စိတ်တွေညူဆူတဲ့စိတ်တွေကောက်ကျစ်တဲ့စိတ်တွေဟိုလိုငါအတွက်ဘယ်လောက်ကြံလဲဒါလေးအစနော်ဒေါသအမျက်တွေကဲတို့အဖွဲ့ထဲမှာစိတ်မဆိုးပဲလူပါမလားမပါဘူးနော်မလေးကျွန်တော်တင်ငယ်ချင်းပြောသလိုပြိုင်လို့တောင်ရတယ်နော်ကျွန်တော်တို့ဒီခါပြီးတဲ့အခါမှာလေနော်နောက်ကျန်းစာပြောသေးတယ်နော်ဘာပြောသေးလဲတို့စိတ်ဓာတ်ပဲထွက်တယ်ဆိုတော့ဘယ်လိုလဲတွေးတာသတ်မှတ်ခြင်းနဲ့ပတ်သက်တဲ့စိတ်တွေထွက်တယ်လို့ပြောကြည့်ပေါ့ကြော့ပိုင်းရိုင်းတယ်ဆိုကျွန်တော်ယောက်ျားလေးတွေဆိုမိန်းကလေးကိုသတ်မှတ်တဲ့စိတ်မလေးမိန်းကလေးဆိုယောက်ျားလေးကိုသတ်မှတ်တဲ့စိတ်တွေတော့ပြောကြည့်ပေါ့ထွက်နေတာဟိုဘယ်လိုခေါ်မလဲဟိုပို့စုပတ်ဆက်မဖြစ်သွားတော့ထိန်းထားတာအထဲထဲကတော့ဒါတွေမကောင်းဘူးတိတော့တိပါတယ်ဒါပေမဲ့ဘာဖြစ်လဲမထိန်နိုင်ဘူးတို့တွေနေစင်တဲ့အမြအသက်ရှင်တဲ့အခါမှာဘာဖြစ်လဲဒါမျိုးတွေမှားမိကြတယ်ညဉ့်ညူးမိကြတယ်ဟုတ်တယ်မလားဆိုတော့တို့တွေနေစင်တဲ့အမြအသက်ရှင်တဲ့အခါမှာဘာဖြစ်လဲကံ၃ပါးနဲ့ကျွန်တော်တို့ဘာပြီးမိကြတာလဲမှားမိကြတယ်လွန်ကျူးမိကြတယ်ဟုတ်တယ်မလားဆိုတော့ကားစင်ဘာခပေးရမလဲဟဲ့စဉ်းစားကြည့်ပါဦးကားစင်ဘာခပေးရမလဲကားခဟုတ်တယ်နော်လင်းပြန်စင်ရောဘာခပေးရမလဲလင်းခဟုတ်တယ်နော်အဲ့ဒါလိုပဲဖရာသခင်ကပြောတယ်အပြစ်လုပ်ရင်တဲ့အပြစ်အခပေးရရှင်းမသလားဟဲ့တို့ဖက်များအပြစ်အခပါလဲအပြစ်ခနေချင်းငဲ့ရဲတဲ့ကြည့်ပါဦးတို့တယ်ကာယကံဝစီကံမနောကံနဲ့နော်အထက်မှားခဲ့တဲ့ဒီအရာတွေကြောင့်အခုတော့အပြစ်အခဘယ်မှာပဲတို့ညီကုန်းချုပ်တော့မလဲတေချင်းမှာကြောင်းမဖွယ်ကောင်းတယ်ဟုတ်တယ်တေချင်းဆိုတာကတို့ခန္ဓာကိုယ်တေချင်းပဲမဟုတ်ပဲနဲ့ဝိညာဉ်တေရမယ်အဲ့ဒါပြောဝိညာဉ်တေတာဘာပြောတာလဲဖိတ်ခန္ဓာကိုယ်လိုကွယ်ပြောက်သွားတာပြောတာမဟုတ်ဘူးဝိညာဉ်တေတယ်ဆိုတာဖျားနဲ့ထာဝရအဆက်ပြတ်သွားပြီးတော့ဘယ်တဲ့ရောက်သွားတာလဲငရေပြန်တယ်အလားကဲ့နေတော့ငရေပြန်တယ်ရောက်သွားတာအဲ့ဒါကိုဘာလို့ခေါ်တယ်လဲဝိညာဉ်တေခန္ဓာကိုယ်လိုကွယ်ရောက်သွားတာပြောတာမဟုတ်ဘူးလေအာမင်ဖျားနဲ့ခင်နဲ့ထာဝရအဆက်ပြတ်သွားပြီးတော့ငရေမိရင်တည်းမှာကြာရောက်သွားခြင်းအဲ့ဒါကြောင့်အပြစ်ရှိတဲ့သူတိုင်းကငရေသွားမယ်လို့ပြောကြည့်ဒါဆိုရင်ကျွန်တော်မစားပြီတို့တွေအားလုံးနေ့စဉ်နဲ့အများဘာလို့မိကြပါသလဲအပြည့်ဒူးဆက်အမျိုးမျိုးကိုလွန်ကျူးမိကြပါသည်ဟုတ်တယ်မလားမှားမိကြပါသည်ဒါဆိုရင်ကျွန်တော်တို့တနေ့လောကထွက်သွားတဲ့အခါမှာဘယ်ဘဲသွားတော့အပြည့်အခဘယ်ဘဲသွားတော့မလဲတေချင်းကိုပဲဟုတ်တယ်တေချင်းအပယ်ငရဲမီးအိုင်ကိုပဲသွားတော့မယ်ကြည့်ပါသွားချင်းမချင်းအခုတော့တို့တွေကအပြစ်ရှိတယ်ဆိုတော့ဘယ်မှာပဲညီကုန်းချုပ်ဖို့လဲငရဲမီးအိုင်မှာပဲညီကုန်းချုပ်ဖြစ်ပါတယ်နော်အရင်အတိတ်ပဲကတော့အရင်တည်တဲ့လူအရင်ငရဲသွားပေါ့နောက်တည်တဲ့လူနောက်မှငရဲဆက်လိုက်ဒါပဲရှိတော့တယ်လေနော်ပလန်ထဲပဲရှိတော့တယ်ဒါကြောင့်ကျွန်တော်တို့တွေအဲ့ဒီငရဲမီးအိုင်မှာပဲညီကုန်းချုပ်ပျက်စီးဖို့လူအဖြစ်သွားပြီပလန်ထဲပဲရှိတော့တယ်ဘာမှထူအောင်စဉ်းစားနေအပြစ်လုပ်တယ်ကားစင်ကားပေးရတယ်လင်းပြန်စင်လင်းကားပေးရတယ်အဲ့ဒါလိုပဲအပြစ်လုပ်မှာဖြစ်လေအပြစ်အခပေးရမယ်အပြစ်အခပါလေငရဲမှာပဲညီကုန်းချုပ်တို့ဖြစ်သွားကြတယ်ဒါပေမဲ့တို့အားလုံးကိုဖန်ဆင်းတဲ့ဖရာသခင်ကတို့လူသားတွေအားလုံးကိုငရဲထဲမှာသွားစီခြင်းဘူးတဲ့ကြည့်ပါဘာဖြစ်လို့လဲသူဖန်ဆင်းထားလို့သူချစ်တယ်ကဲဒီမှာတို့မိဘတွေရှိကြတယ်ဟုတ်တယ်မလားကိုသားသမီးကိုမချစ်ဘူးလားချစ်တယ်ဟုတ်တယ်မလားဟောသူတို့တစုံတစ်ခုပျက်စီးဆုံးရှုံးသွားမှာဖြစ်စေချင်လားမဖြစ်စေချင်ဘူးဟုတ်တယ်မလားဘာဖြစ်လို့လဲချစ်လို့အခုလည်းပဲဘုရားသခင်ကလည်းလူကိုချစ်တယ်လူကိုတနာပေးတယ်ဘာဖြစ်လို့လဲသူဖန်ဆင်းထားတယ်အာမင်ဘုရားသခင်ပုံကြည့်အာမင်ဘုရားသခင်ကတို့ကိုမချစ်ရင်တော့သွားပါပြီငရဲမိတိုင်းမှာတို့တွေဟိုမှာပျက်စီးဆုံးရှုံးဖို့တို့တွေဒါပဲရှိတော့နော်ဒါပေမဲ့အခုတော့မဟုတ်ဘူးဘုရားသခင်ကတို့ကိုဘာဖြစ်လဲ
ချစ်တယ်ငဲတဲ့မသွားစီချင်ဘူးဒါပေမဲ့တို့တွေကလည်းဖြစ်ချင်တော့တေချာပေါက်ဘယ်ဘက်သွားဖို့ဖြစ်သွားပြီလဲငရဲမိအိုင်တယ်တော့ပေါ့မယ်နော်ဒါကြောင့်ကျွန်တော်နေ့စဉ်မှားမိတဲ့ဒီအရာတွေကြောင့်ငရဲမိရန်ပျက်စီးဖို့ဖြစ်နေတဲ့အခါမှာဖခင်သခင်ကအဲ့ဒီကနေတို့လွတ်မြောက်ဖို့အတွက်တို့ရဲ့ကိုကျင့်တရားနဲ့တို့ရဲ့ကောင်းမှုကုသိုလ်နဲ့အားလည်းမလွတ်မြောက်နိုင်ဘူးကောင်းမှုကုသိုလ်တွေအကျင့်တွေဘယ်တော့ကောင်းတယ်တို့တွေနားလေတယ်ဒါပေမဲ့မကျင့်နိုင်ဘူးမလုပ်နိုင်ဘူးအာလူပဲရတယ်လေနော်တို့တွေကပြောလိုက်ရင်တော့မလေးဘာလုပ်လိုက်မယ်ညာလုပ်လိုက်မယ်နဲ့တခါတည်းအလုံးအကျူးကြီးပဲနော်အာလူအကျူးကြီးပဲတို့တွေကဖုတ်နိုင်တယ်နော်ဒါပေမဲ့လက်တွေ့မှာတို့တွေဘာမှမလုပ်နိုင်ဘူးလေနော်ဒါကြောင့်တို့ရဲ့အကျင့်နဲ့တို့ရဲ့ကောင်းမှုကုသိုလ်နဲ့တို့ရဲ့အစွမ်းတတိနဲ့လည်းဘလို့နီးနေမှငယ်ရမလို့မြောက်နိုင်တော့ဘူးဒါကြောင့်ဖခင်သခင်ကလူကိုချက်လွန်းလို့သူ့ဖက်ကပဲတစ်ဖက်သက်မြတ်တာနဲ့ယေရှုပြုလိုက်ပါသည်အာမင်သူ့ဖက်ကပဲတစ်ဖက်သက်မြတ်တာနဲ့ဘာလုပ်လိုက်တယ်လဲတို့လူသားအလုံးကိုယေရှုပြုချပလိုက်တယ်အဲ့ဒါရဘာကြီးလဲသူ့ရဲ့သားတော်အဖင်တို့လူသားအလုံးကိုအပြင်းငါဖက်ကပဲရွေးနှုတ်ခဲ့တင်လိုက်တော့မယ်ဟာဖခင်သခင်ကအပြက်ပဲနော်ဆုံးဖြတ်ချက်ချပြီးတော့အဲ့ဒါယူတို့အတွက်လုပ်ပေးလိုက်တယ်ဆိုတော့ဖခင်သခင်ဒီသူ့ရဲ့တပါးတည်တော်သားတော်ဖြစ်တဲ့ဘုရုကိုလည်းသခင်ယေရှုခရစ်တော်ကြီးကိုတို့လောကကြီးကိုဆေလွတ်ပေးလိုက်တယ်အာမင်တို့အားလုံးကိုဘာလို့ပေးဖို့လဲကဲတင်ပေးဖို့ဘယ်ထက်ကနေလဲငရဲထဲကနေအဲဆိုရင်တို့ဘာကြောင့်ငရဲသွားမှာလဲအပြစ်လို့အပြစ်ရှိလို့အပြစ်ကြောင့်ဟုတ်တယ်တော့ပါမယ်နော်ဒါကြောင့်အခုတော့ဖခင်သားတော်ကြွလာတယ်အားလုံးခဏလေးကျွန်တော်ကြည့်ပေးပါဦးဒီမှာဒီခွက်ကအခုဒါကကျွန်တော်ရဲ့အပြစ်တွေဆိုပါစို့နော်ကျွန်တော်အပြစ်တွေဆိုတော့ကျွန်တော်ပေါ်မှာရှိနေတယ်ဟုတ်တယ်နော်ကျွန်တော်ငွေတဲ့နေ့ကနေဘယ်နေ့ထိအပြစ်လောက်တာလဲသေတဲ့နေ့ထိအမလေးဒီအပြစ်တွေအားလုံးကဘယ်မှာရှိနေတယ်လဲကျွန်တော်အပေါ်မှာရှိတယ်ကြည့်ဖခင်သခင်ကကြော်ဆိုတော့ချစ်တယ်မကြော်လောက်တဲ့ဒီအပြစ်ကိုတော့မုန်းတယ်ကာယကံဝစီကံမနောကံနဲ့အထက်တက်ပြစ်မှားထားတာလေနော်ကလိန်ကချစ်တယ်အမလေးတခါတဲ့လူပါဝထားတာလေကြည့်ပါဦးသူများသားမအောင်အချိန်ချင်းပြစ်မှားထားတာလေမဟုတ်ပါဘူးနော်အမျိုးဒါတွေနဲ့လေနော်ပြည့်နေတာကြည့်ပါနော်ဘုရားသခင်ကကြော်ဆိုတော့ချစ်တယ်ဒါပေမဲ့ကြော်လို့တဲ့အပြစ်တော့မုန်းတယ်ဒါကြောင့်ဘုရားသခင်ကဒီအပြစ်ရှိတဲ့အတိုင်းကျွန်တော်တို့စီရင်ရမှာဖြစ်နေတယ်စီရင်ဘယ်သွားမလဲငရဲသွားမှာကျွန်တော်ကဒါဘုရားသခင်တစ်ဖက်ကကျွန်တော်ချစ်တယ်ငရဲထဲမသွားစီချင်ဘူးဒါကြောင့်ဘုရားသခင်ကသူ့ရဲ့တစ်ဖက်သက်မေတ္တာနဲ့ကျွန်တော်ကိုအထူးကျေးဇူးပြုပေးလိုက်တယ်ဘာလို့ပေးလိုက်တယ်လဲသူ့ရဲ့သားတော်ယေရှုအဖေကျွန်တော်ကိုကဲ့တင်ပေးဖို့ပြင်ဆင်လိုက်တယ်။မကျန်ကျွန်တော်ဒီအဖြစ်တွေအားလုံးကိုဘာလုပ်လိုက်တယ်တဲ့မကျန်သူ့ရဲ့သားတော်ယေရှုခရစ်တော်ပေါ်မှာသူတို့တင်ပေးလိုက်တယ်ခင်ဗျ။ဒါဆိုရင်ကျွန်တော်တို့မှာအပြစ်ရှိအောင်မလားဟဲ့အပြစ်မရှိတော့ဘူးခင်ဗျ။အခုတကယ်ဆိုကျွန်တော်တို့လောက်တာလေ။မိုက်ရိုင်းတာကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့အပြစ်အားလုံးမကျန်သူ့သားတော်ယေရှုခရစ်တော်ပေါ်တင်ပေးလိုက်တယ်။နောက်ကျွန်တော်တို့ကအပြစ်လုပ်တဲ့သူမိုက်ရိုင်းတဲ့သူတွေဖြစ်တော်လေပဲအခုတော့အပြစ်ကမကြကင်းလွတ်ရတဲ့အခွင့်ကြီးကျွန်တော်အပြစ်အားလုံးယေဘုပေါ်ယေရှုပေါ်တင်ပေးလိုက်တယ်ဒါကြောင့်ဖခင်သားတော်ယေရှုခရစ်ဒီအပြစ်တွေနဲ့အတူအပြစ်အခဘာဖြစ်မကြဘယ်ပေါ်တက်သွားတယ်လေကားရင်ပေါ်မှာတက်သွားပြီရတယ်တကယ်ဆိုရင်ကျွန်တော်လုပ်တာကျွန်တော်ခံမှာလေဒါပေမဲ့ဖခင်တကယ်သူ့သားတော်ယေရှုပေါ်တင်လိုက်တယ်ပြီးတဲ့အခါမှာယေရှုခရစ်တော်ဖခင်လောကရဲ့အပြစ်တွေအားလုံးတော့ယူလိုက်တယ်ပြီးတော့ဒီအပြစ်တွေရဲ့အခဘာဖြစ်လဲအပြစ်ခပါလဲငရဲဟုတ်တယ်နော်ငရဲကိုသူ့ကိုယ်တိုင်မလုပ်လိုက်တယ်လေလဝါကားရန်ကြီးပေါ်မှာကိုစားခံပေးလိုက်တယ်ကြည့်ဒါဆိုရင်တို့အဖွဲ့များငရဲခံဖို့လိုအောင်မလားဟဲ့အပြစ်ဒဏ်ခံဖို့မလိုတော့ဘူးဟုတ်တယ်တို့တွေအားလုံးအခုတော့မကြည့်စမ်းအပြစ်ကနေပြီးတော့ငရဲကနေပြီးတော့ခွင်းလုံးကျွတ်ကြီးလွတ်မြောက်သွားရပါသည်ပြမသလားဟဲ့အာမင်ကြည့်ပါဦးဖခင်သခင်ကတို့အားလုံးကိုအဲ့ဒီလိုမျိုးပြင်ဆင်ပေးလိုက်တာကြည့်လောက်တာကျွန်တော်တို့ဟုတ်တယ်မလားမရိုင်းတာတို့တွေငရဲထဲကိုလှကြီးသွားတင်တာတို့တွေဒါပေမဲ့အခုတော့ယေရှုခရစ်တော်ဖခင်ဘာလို့ပေးလိုက်တယ်လဲဖခင်သခင်ကသူ့သားတော်ပေါ်မှာတို့ရဲ့အပြစ်အားလုံးကိုသူ့သားတော်တင်ပေးလိုက်တယ်တို့ခံမဲ့ငရဲကိုသူ့သားတော်ကိုစားခံခိုင်းလိုက်တယ်ကြည့်ပါယေရှုခရစ်တော်ကနာခံခြင်းနဲ့တို့အပြစ်တွေကိုယူလိုက်တယ်ပြီးတော့တို့ခံရမဲ့ငရဲကိုသူ့ကိုယ်တိုင်ဘာလုပ်လိုက်တယ်လဲလောဝါကတိုင်ကြီးမှာကိုစားခံပြီးတော့
ပြီးချလိုက်တယ်နောက်တို့စီကယူသွားတဲ့ဒီအဖြစ်အားလုံးဘာလုပ်လိုက်တယ်လဲသူ့ရဲ့အသွေးတော်နဲ့စီကြုံပြီးလိုက်တယ်ကြည့်ဒီအဖြစ်တွေကိုဘာနဲ့မှစီးလို့မရဘူးကောင်းမှုကုသိုလ်နဲ့စီးလို့မရဘူးအကျင့်နဲ့လည်းစီးလို့မရဘူးဓာတုပိဋကနဲ့မရဘူးဘာပဲဆိုယေရှုရဲ့အသွေးတော်တပါးတည်းပါပဲစီးလို့ရတယ်ဒါဒီအဖြစ်တွေအားလုံးကိုဘုရားသခင်အရှင်ကစီးကြောပေးလိုက်တယ်ဒါကြောင့်တို့တွေအားလုံးအခုတော့ဘုရားသခင်အရှင်မှာအပြစ်ကနေလွတ်မြောက်သွားရတယ်အပြစ်ဒဏ်ဖြစ်တဲ့ဘယ်ကနေလွတ်မြောက်သွားတာလဲအပယ်ငရဲကနေလွတ်မြောက်ရတဲ့အခွင့်အရေးတို့လူသားအားလုံးကိုချပေးလိုက်ပါသည်အာမင်ရှင်ပါသလားဟဲ့ဒါကြောင့်ယေရှုခရစ်တော်ဘုရားကနော်ပြောပြပေးခြင်းတယ်ခရစ်ယာန်တွေကိုပဲကယ်ဖို့လာတာမဟုတ်ဘူးနော်ခရစ်ယာန်နဲ့လည်းမဆိုင်ဘူးခရစ်ယာန်လည်းမရှိပါဘူးနော်ဒါကြောင့်ခရစ်ယာန်တွေကိုကယ်ဖို့လာလူသားအားလုံးကယ်ဖို့လာတယ်လူသားအားလုံးဆိုပါလေဟုတ်တယ်ဗုဒ္ဓဘာသာလည်းပါတယ်ဟိန္ဒူလည်းပါတယ်မွတ်စလင်လည်းပါတယ်ပြောပါတယ်ခရစ်ယာန်တို့ခရစ်ယာန်လည်းပါတယ်ကွန်မြူနစ်လည်းပါတယ်အားလုံးကိုယေရှုခရစ်တော်ဘုရားဘာလုပ်လိုက်တယ်လဲရွေးနှုတ်ကယ်တင်ပေးလိုက်တယ်ကြည့်ဒါကြောင့်ဒါဆိုရင်ဘယ်လိုငရဲသွားဖို့လို့မလဲမြေကြီးပေါ်ဘူးဘယ်ဘာသာဝင်နဲ့ငရဲသွားဖို့လို့မလဲဘယ်သူမှငရဲမလူတော့ကြည့်ယေရှုခရစ်တော်ဘုရားကလူသားအားလုံးကိုဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်အားလုံးကိုအပြစ်တွေကိုယူသူကိုယ်တိုင်ခံပြီးတော့ဆက်ပေးလိုက်တာလေဒါကြောင့်မိသူမဆိုအခုတော့အပြစ်နဲ့အပြစ်အခါဖြစ်တဲ့ဘယ်ကနေလဲအပယ်ငရဲကနေကွင်းလုံးကျော်လွတ်မြောက်သွားရပါသည်အာမင်တို့အဖွဲ့တွေဒါဆိုတို့အပြစ်ကြောင့်ငရဲသွားဖို့လုံးမလားမလို့တော့ဘူးโอเคဒါဆိုရင်ဒီနေရာမှာတစ်ချက်ကလေးကျွန်တော်နည်းနည်းပြောပြပေးခြင်းတယ်ဒါဆိုရင်ယေရှုခရစ်တော်ဘုရားကြီးကတို့လူသားအားလုံးကိုသူကိုယ်တိုင်လုံဝကတိုင်ကြီးပေါ်မှာအသက်ကိုစရေးပြီးတို့ကယ်လိုက်တယ်ဆိုတော့ယေရှုခရစ်တော်ဘုရားကတို့အတွက်ဘာလုပ်ပေးလိုက်တာလဲကျေးဇူးပြုပေးလိုက်တာဟုတ်တယ်နော်ကျေးဇူးဒါကြောင့်ဖခင်သခင်သဘောတဘာဝကကျေးဇူးတုံ့ပြန်စီခြင်းတယ်အာမင်နော်ဖခင်သခင်တို့အတွက်ဘာဖြစ်လဲကျေးဇူးဘာလဲကျေးဇူးပြုလိုက်တယ်တို့ကိုသူကအသက်ကိုပေးပြီးတော့ကယ်ပေးလိုက်တယ်လေနော်ဒါကြောင့်ဖခင်သခင်ကလေတို့လူသားတွေကကျေးဇူးတုံ့ပြန်တတ်စေခြင်းတယ်ကဲဒီမှာကျွန်တော်ကဆမဘီဘီစီကကျွန်တော်ကပတ်စံတချို့ချီးမယ်ဆိုပါဆို3000လောက်သူ့မှာတပြားမှမရှိဘူးဆိုတာသိပါတယ်ဒါပေမဲ့ဒါဥပမာပြောပြတာပါနော်ဥပမာပြောပြတာပါနော်ဆိုတော့3000ချီးမယ်ဆိုပါဆိုအဲ့ဒါနဲ့ကျွန်တော်ကချီးလိုက်တယ်လीကျွန်တော်ကဟိုမှာဗာလဲစီးပွားရေးလို့တော့ကိုဗစ်တွေဘာတွေနဲ့ကြုံရင်းနဲ့ဆိုတော့စီးပွားရေးမအောင်မြင်တော့ဘူးအဲ့ဒါနဲ့ကျွန်တော်ကအချိန်မီပြန်မဆက်နိုင်တော့ဘူးဆိုပါဆိုပြန်မဆက်နိုင်တော့ဘူးဆိုရင်ကျွန်တော်ဘာဖြစ်တော့မလဲတရားဆွဲတော့မယ်စာချုပ်ထဲမှာပါတဲ့အတိုင်းကျွန်တော်အဖမ်းခံရမယ်ဒါမျိုးဖြစ်နေပေါ့အဲ့ဒီအခါမှာခုနဆရာမခုနစုတောင်းပြီးလေဆရာမဘိုးပွဲလားဆရာမဘိုးပွဲကလေကျွန်တော်ကိုဘယ်လိုလဲတင်နာပေးတယ်ပေါ့တနာပေးတယ်ဒီဆရာကျော်ခြေတော်ကမရှိတာကြားတယ်ထောင်ထက်ကြရင်တော့ဒုက္ခရောက်တော့မှာပဲတကယ်ငါဆိုပြီးတော့လေနော်အဲ့ဒါနဲ့ငါကူညီပေးပါမယ်ဆိုတော့ဒါနဲ့ကျွန်တော်မဆက်နိုင်တဲ့3000ကို तू ကကျွန်တော်ကိုဆက်ပေးလိုက်တယ်ဆမဘေဘီကိုဒီမှာဆမဘေဘီရဲ့သူ့အစားကျွန်တော်ဆက်ပေးပါတယ်လို့ကျွန်တော်ဆက်ပေးလိုက်တယ်ဒါဆိုကျွန်တော်ဆက်ဖို့လုံးမလားမလို့တော့ဘူးဆမဘူရဆက်ပေးလိုက်တယ်ဒါနဲ့ဆိုတော့ကျွန်တော်အခုအဖမ်းခံစားလဲမလို့တော့ဘူးနော်အကျွေးလဲဆက်စားမလို့အဖမ်းခံထောင်ကျစားလဲမလို့တော့ဘူးနော်ဒါပေမဲ့ကျွန်တော်ကဆမဘိုးဘွေကိုမချစ်တာဒီလိုမျိုးတုံ့ပြန်မယ်ငါဆရာပဲဒီလောက်တော့လုပ်ပေးရမှာပေါ့ဆိုတော့အချိုးမျိုးနဲ့ကျွန်တော်ကဆက်ဆံမယ်ဆိုရင်ဆမဘိုးဘွေဘယ်လိုနေမလဲမလေးမာပါလေမလေးချေတော့မရှိတော့မလေးမာနငယ်ထိတ်တက်ကတ်နေတာပဲဆိုတော့သိခါပဲလေနော်ဒါမျိုးသူ့အနေနဲ့တအားကိုစိုးရင်ပူပဲဥဒ္ဒါဖြစ်သွားမှာလေနော်ခံစားလို့ကောင်းမှာမဟုတ်လေနော်ဆိုတော့ဒါမဲ့ကျွန်တော်ကဆမဘွယ်ရေတအားကျွန်တော်ကျေးဇူးတင်တယ်ဦးကိုချစ်ပေးတာနော်ဦးကိုကူညီပေးတာကျေးဇူးတင်ပါတယ်အနစ်နာခံပေးတာကျေးဇူးတင်တယ်ဆိုပြီးတော့ကျွန်တော်ကကျေးဇူးကျွန်တော်သူ့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တုံ့ပြန်မယ်ဆိုသူ့ရင်ထဲမှာဘယ်လိုနေမလဲသူတအားဝမ်းသာမှာဟုတ်တယ်နော်အဲ့ဒီလိုပါပဲဖခင်သခင်ကတို့လူသားတွေအားလုံး
ယေရှုခရစ်တော်ကိုဂျေစုတုံ့ပြန်စေခြင်းတယ်အာမင်ကယ်လိုက်ပါပြီဘယ်ထက်ကယ်လိုက်တာလဲငရဲထဲကနေတို့လူသားတွေဘယ်သူမှငရဲသွားစားမလို့တော့ဘူးအပီးကိုရွေးနှုတ်ကယ်တင်ပလိုက်တာဒါကြောင့်ကျွန်တော်တို့အားလုံးအခုအပြစ်ငရဲကနေလုံးဝလွတ်မြောက်တဲ့အခွင့်ကြီးဖခင်တို့ချပေးလိုက်တယ်အာမင်ဖခင်ကောင်းမြတ်ပါသလားဒါဖခင်ကဂျေစုတုံ့ပြန်စေခြင်းဂျေစုတည်သက်စေခြင်းတယ်ဒါကြောင့်ခမည်းစီကရွှေလဲမလို့ဂျေစုတုံ့ပြန်စေခြင်းတယ်ဆိုတော့ရွှေတွေငွေတွေပေးရမှာလားမဟုတ်ပါဘူးတို့စီကဖခင်ကရွှေလဲမလို့ခြင်းဘူးငွေလဲမလို့ခြင်းဘူးခမည်းရဲ့အိမ်လဲမလို့ခြင်းဘူးခြံလဲမလို့ခြင်းဘူးအဲ့ဒါတွေအားလုံးကသူပိုင်တဲ့ဥစ္စာတွေပါပဲနော်ဘာပဲလို့ခြင်းတာလဲခမည်းရဲ့နှလုံးသားထဲကဂျေစုတင်တယ်ယေရှုခရစ်တော်ဖခင်ကိုရောကိုကျွန်တော်ကိုငရဲထက်ကနေကယ်တင်ပေးတာဂျေစုအရန်တင်တယ်ကိုရောကိုကျွန်တော်ကျမရဲ့ကယ်တင်ရှင်ဂျေစုရှင်အဖြစ်ကျွန်တော်ကျမယုံကြည်လက်ခံပါတယ်ဒါလေးပဲလေရှင်းပါသလားဟဲ့နော်တော့တယ်ဂျေစုကိုတုံ့ပြန်မယ်ဆိုရင်တဲ့နော်ဖခင်တခင်အခုလို့ပြောတယ်အခုအဲ့ဒါလေးပြောပြီးတော့ခဏတော့တယ်ဟိုနားရအောင်လေနော်ဟုတ်တယ်9နိုင်ထိုးတော့မယ်4မိနစ်ပဲကျန်တော့တယ်ဆိုတော့နော်တော့တနားရတော့မလို့စကားပြောနေတနားတော့ရှိသွားပြီโอเคဒါဆိုလို့ရှင်ကဲဒါဆိုလို့ရှင်တော့ဆိုတော့ဖခင်တခင်ကလေနော်ယေရှုရဲ့ဂျေစုတုံ့ပြန်စီခြင်းယေရှုဖခင်ကိုရောကျွန်တော်ငယ်ရကဲတင်ပေးတာဂျေစုတင်တယ်ကိုရောကိုကျွန်တော်ကျမကဲတင်ရှင်လက်ခံပါတယ်ဆိုပြီးတော့မိမိရဲ့ကဲတင်ရှင်ဂျေစုရှင်ဖြစ်စိတ်မှာဂျေစုတင်ပြီးတော့ဂျေစုရှင်ကဲတင်ရှင်လက်ခံမယ်ဆိုရင်တဲ့ဖခင်ကမကြမ်းဂတိတစ်ခုပေးတယ်ဘာအတက်ပဲအဲ့ဒါလို့ဂျေစုတုံ့ပြန်မယ်ဆိုရင်ကဲတင်ရှင်ဖြစ်လက်ခံမယ်ဆိုရင်ကဲတင်ရှင်ဖြစ်တဲ့အတိုင်းကဲတင်ရှင်ဂျေစုရှင်ဖြစ်တုံ့ပြန်မယ်လက်ခံယုံကြည်မယ်ဆိုရင်တဲ့သင်ဟာထာဝရအသက်ကိုရမယ်အာမင်ဘာအသက်ရမှာလဲထာဝရအသက်အဓိပ္ပာယ်ကတို့ခန္ဓာကိုယ်တည်ဆုံးသွားတဲ့အခါတို့အသက်ဝိညာဉ်ပဲဝင်စားမလဲကောင်းကင်ရွှေတော်ထဲကိုဝင်စားမယ်ကြည့်ပေါ့ဒါပေမဲ့ယေရှုခရစ်တော်ကိုအခုနလိုစော်ကားသူတော့ဘာယေရှုလဲဘာလာကဲတင်တာလဲကိုလုံးမကိုရမှာဘာမှလာကဲလို့မရဘူး sorry ပဲ no ဆိုပြီးတော့ယေရှုခရစ်တော်ကိုညှင်းလိုက်မယ်ဆိုရင်တော့တဲ့ဘာဖြစ်လဲအခုနငရဲထက်ကကဲတင်ခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့သူကိုကဲတင်ရှင်ဂျေစုရှင်ဖြစ်လက်မခံတဲ့အတွက်ညှင်းပယ်တဲ့ကြောင့်ဘယ်ပဲပြန်သွားတော့မလဲအဲ့ဒီလူဒီငရဲကိုပဲပြန်သွားဖို့ဖြစ်သွားပါတော့ဒီရှင်းပါသလားဟဲ့ဒါဆိုရင်တို့တွေအားလုံးကိုယေရှုဖခင်ဘယ်ကနေကယ်တင်ခဲ့တာလဲငရဲကနေကယ်တင်ခဲ့အာမင်ဒါကြောင့်တို့တွေအားလုံးကောင်းကင်နိုင်ငံတို့တွေရောက်ချင်တယ်ဆိုရင်ထိုယေရှုကိုဘာလုပ်မလဲဂျေစုတင်တဲ့နှလုံးသားနဲ့မိမိရဲ့ဘာအရှင်နေနဲ့လဲမိမိရဲ့ကယ်တင်ရှင်မိမိရဲ့အသက်သခင်ဖြစ်ဘာလို့ယုံလေးပဲလဲလက်ခံယုံကြည်ဖို့ဒါလေးပဲလေယုံကြည်တယ်အာမင်အာမင်ခင်ဗျားစီကခင်ဗျားလေပင်မှာဆွဲထားတဲ့ဆွဲကြိုးလည်းမလို့ချင်းဘူးခင်ဗျားလက်ကောက်လည်းမလို့ချင်းဘူးဘာဖြစ်လို့လဲတချို့ဟာတဲ့အတုတွေမဟုတ်ပါဘူးခင်ဗျားအဲ့ဒါတွေလည်းမလို့ချင်းဘူးအဲ့ဒါတွေပြစိတ်ဝင်စားဘူးဖះစိတ်ဝင်စားတာကခင်ဗျားရဲ့နှလုံးသားယေရှုတည်တတ်ပြီးတော့တုံ့ပြန်ဖို့ဒါလေးပဲအာမင်ယေရှုဖះရဲ့ယေရှုအရန်တင်ပါတယ်ကိုရောအသက်ကိုစရေးပြီးတော့တောက်တမျိုးကဲတင်ပေးတာကိုရောကိုကျွန်တော်ကျမယေရှုရှင်ကဲတင်ရှင်ဖြစ်လက်ခံပါတယ်ဆိုတာလေးတစ်ခုပဲအာမင်ဒါဆိုဘယ်ဝင်စားမလဲကောင်းကင်ရွှေအိမ်တော်ဝင်စားပါမည်အာမင်ဒါကြောင့်တို့အဖွဲ့များလဲဟဲ့ကောင်းကင်ကိုရောက်ချင်တယ်ဆိုရင်ယေရှုခရစ်တော်အခုနပြောခဲ့တယ်ယေရှုခရစ်တော်ကြွလာမယ်တို့တွေပညာရှိမယ်ဟုတ်တယ်နော်ဘာရှိမှလဲယေရှုနဲ့တပါးတည်းလိုက်ပါသွားဖို့ဟုတ်တယ်မလားဘလုံးကြီးနဲ့တို့တပါးတည်းလိုက်ပါသွားမလဲသူကိုတို့ရဲ့ကယ်တင်ရှင်တို့ရဲ့ဂျေစုရှင်အဖြစ်လက်ခံယုံကြည်ခြင်းအပြင်သူရဲ့ဂျေစုကိုတုံ့ပြန်ခြင်းအပြင်တို့ဒီကနေ့ကောင်းကင်ရွှေအိမ်တော်ကိုတပါးတီသူနဲ့အတူလိုက်ပါသွားမှာဖြစ်ပါတယ်အာမင်ဖခင်သခင်ကောင်းမြတ်ပါသလားဟဲ့ဒါကြောင့်ဒီထဲမှာမြန်ထိုယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်အသက်သခင်အဖြစ်လက်မခံရသေးဘူးဆိုနှလုံးသားထဲမှာဖိတ်ဖို့လက်ခံပါနေရပေးရနော်အာမင်ဖခင်သခင်ကကျွန်တော်တို့အားလုံးကိုသူ့ရဲ့သားတော်ယေရှုခရစ်တော်အားဖြင့်ဘာလို့ပေးလိုက်တယ်လဲငရဲကနေအပီးကိုဘာလုပ်လိုက်ပြီလဲရွေးနှုတ်ကယ်တင်ပေးလိုက်ပါတယ်အာမင်အခုတော့ကျွန်တော်တို့တွေငရဲကိုသွားဆရာမလို့တော့ဘူးအပြစ်ကနေလွတ်မြောက်တယ်အပယ်ငရဲကလွတ်မြောက်ရတယ်ဒါဆိုရင်ယေရှုခရစ်တော်ဒီကျွန်တော်တို့ရဲ့ဘာအရှင်ကြီးလဲ
ငရဲကနေရွေးနှုတ်ကဲတင်ခဲ့တော့ကျွန်တော်တို့ရဲ့ကဲတင်ရှင်ကြီးကျွန်တော်တို့ရဲ့ဂျေဆုရှင်ကြီးကျွန်တော်တို့ရဲ့အသက်သခင်ကြီးအာမင်သူကြောင့်ကျွန်တော်တို့အပယ်ငယ်လို့ရပါတယ်ဒါကြောင့်ဘုရားသခင်ဒီသခင်ယေရှုခရစ်တော်ဟာတို့ရဲ့ကဲတင်ရှင်ဂျေဆုရှင်အသက်သခင်ဖြစ်တဲ့အတိုင်းကျွန်တော်တို့လူသားတွေဘက်ကသူ့ရဲ့ကဲတင်ရှင်သူ့ရဲ့ဂျေဆုကိုတုံ့ပြန်စေခြင်းတယ်ဘယ်လိုတုံ့ပြန်စေနားလေတို့ရဲ့လေဘင်းကဆွဲကြည့်လဲမလို့ချင်းဘူးတို့ငကတ်တွေလည်းမလို့ချင်းဘူးတို့ရဲ့အိမ်ချမ်းတွေလည်းအဲ့ဒါလည်းမလို့ချင်းဘူးသူဟာတို့ရဲ့ကဲတင်ရှင်ဂျေဆုရှင်ဖြစ်တဲ့အတိုင်းကိုရောဂျေဆုတင်တယ်ကိုရောကိုကျွန်တော်ကျမရဲ့ကဲတင်ရှင်ဂျေဆုရှင်အဖြစ်စိတ်နှလုံးထဲမှာလက်ခံယုံကြည်ပါတယ်ဒါလေးပဲအာမင်ဒါဆိုလို့ရှိရင်မိသူမဆိုးဟာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အယက်သမားပဲဖြစ်ဖြစ်ဖဲသမားပဲဖြစ်ဖြစ်ကြောပါရိုင်းနေဆိုခွင့်လို့နော်ပိဋကစာပဲမိသူမဆိုးအလုံးကထာဝရအသက်ကိုရတဲ့အခွင့်ဖခင်ရဲ့အိမ်တော်ကိုဝင်စားတဲ့အခွင့်ဖခင်သခင်ကကျွန်တော်တို့အားလုံးကိုပြင်ဆင်ပေးလိုက်ပါသည်အာမင်ဒါပေမဲ့ဖခင်ဂျေဇုကိုတို့တွေကညှင်းဆက်မယ်ဘာကဲတင်ရှင်လဲဘာမှလာကဲစားမလို့ကိုယ်လုံးမဘာညာဆိုပြီးတော့သွားယေရှုဆိုပြီးတော့တခါတည်းယေရှုကိုညှင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တွေထာဝရအသက်ကိုမရတော့ပါဘူးเนาะဆိုတော့ကျွန်တော်တို့ကိုငရဲတက်ကကဲတင်ပေးခဲ့ပါတယ်မှန်ပါတယ်ကျွန်တော်အားလုံးငရဲတဲ့သူ့ရဲ့အသက်ကိုပေးပြီးတော့သူ့ရဲ့အသွေးကိုသွန်းပြီးကဲခဲ့ပါဒါပေမဲ့တို့ဘက်ကလက်မခံဘူးဆိုရင်တော့သူ့ကိုဂျေဆုရှင်ကိုဂျေဆုမတုံ့ပြန်ဘူးတို့တွေကမကြစမ်းညင်းပယ်လိုက်မယ်ဆိုရင်တော့ဘာဖြစ်လဲတို့တွေလည်းပဲထာဝရအသက်နဲ့ဝေးသွားနိုင်ပါသည်အာမင်ဒါဆိုလို့ရှင်တို့တွေသူ့ကိုမိမိရဲ့ဂျေဆုရှင်ကဲတင်တုံ့ပြန်မယ်တို့ရဲ့ကဲတင်ရှင်အသက်သခင်ဖြစ်လက်ခံယုံကြည်ခြင်းအပြင်တို့တွေကဘာဖြစ်လဲဖခင်ရဲ့နိုင်ငံတော်ထဲကိုတို့တွေဝင်ရောက်နိုင်တယ်ဆိုတဲ့သတင်းကောင်းလေးကိုပြောပြပေးခြင်းတယ်အာမင်โอเคတို့ကျမ်းပိုက်တစ်ပိုက်ကလေးခဏလောက်ဆက်ပြီးတော့ဖတ်ရအောင်ဟေထိုယေရှုခရစ်တော်ကိုတို့တွေကဘယ်လိုပုံစံမျိုးနဲ့ယုံကြည်လက်ခံပါလဲမိမိရဲ့ကယ်တင်ရှင်ယေရှုရှင်ဖြစ်ယုံကြည်လက်ခံရမယ်ဆိုတဲ့နေရာမှာလေနော်ဆိုတော့အချက်နှစ်ချက်သွားတယ်အချက်ပဲနှစ်ချက်လဲနှစ်ချက်တစ်ဖက်ကသခင်ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်မယ်အခုကလက်ခံမယ်ဟောဆိုတော့အဲ့ဒီအချက်နဲ့ယုံတာနဲ့လက်ခံတာနဲ့မတူယုံတယ်ဆိုတာမှဟုတ်တယ်ကျွန်တော်အပြစ်သားဖြစ်တယ်ဟုတ်တယ်ကျွန်တော်အပြစ်ကြောင့်ငရဲသွားမယ်သူဖြစ်တယ်ဆိုတော့ယေရှုကကျွန်တော်ကယ်တင်ဖို့ကြွလာခဲ့တယ်သူကကျွန်တော်ရဲ့ကယ်တင်ရှင်ကျွန်တော်ရဲ့ဂျေဆုရှင်ကြီးဖြစ်ကျွန်တော်ကိုယ်စားကားတိုင်းမှာအတိခံပေးတယ်အပြစ်ကြွေးဆက်ပေးတယ်သူကြောင့်ကျွန်တော်ငရဲကလွတ်မြောက်ရတယ်သူကကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုယုံတယ်ဒါတွေကဘာဖြစ်လဲယုံတယ်ယုံတာတယ်လက်ခံတယ်ဆိုတာပါတယ်လက်ခံတယ်ဆိုတာကြတော့မကြီးတို့နှုတ်နဲ့တို့ရဲ့စိတ်နှလုံးတကားကိုဖွင့်လိုက်ပြီးတော့တို့နှုတ်နဲ့ယေရှုကိုတို့စိတ်နှလုံးထဲကိုကြိုးဆိုဖိတ်ခေါ်နေရာပေးလိုက်တာတော့ပေါ့မယ်နော်ယုံတယ်ဆိုတာတို့စိတ်နဲ့ယုံတာလက်ခံတယ်ဆိုတာတို့နှုတ်နဲ့နှလုံးသားထဲကိုကြိုးဆိုဖိတ်ခေါ်လိုက်တာအဲ့ဒါကိုဆိုလိုတယ်နော်ဒါကြောင့်နှစ်ခုသွားပါသည်โอเคအဲ့ဒါဘယ်မှာပါတယ်လဲတစ်ချက်ကြည့်ရအောင်ယောမအခန်းကြီး30အငယ်9နဲ့10အဲ့ဒီကျမ်းပိုက်လေးနှစ်ပိုက်ကို9 10 17ပေါ့နော်အဲ့ဒါလေးကိုခဏလောက်ကျွန်တော်ဖတ်ပေးချင်ပါတယ်ယောမအခန်းကြီး30အငယ်9 10 17နော်ဆိုတော့အဲ့ဒီအချက်ကလေးကိုတို့အဖွဲ့တွေအားလုံးအတွက်ဖတ်ပေးချင်ပါတယ်တို့အဖွဲ့တွေကျန်းစာအုပ်လွယ်တယ်ဆိုရင်လည်းဖတ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ပဲဖတ်ပေးလိုက်မယ်နော်โอเคအားလုံးခဏလောက်နားထောင်ပေးပါအဖေတို့နိဟုမူကားသင်ဒီသခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ဟောလာပြီလက်ခံတာပြောတာနှုတ်ဖြင့်ဝန်ခံ၍တဲ့ဖျားသခင်ဒီသူ့ကိုတေခြင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လင်စိတ်နဲ့ယုံမယ်အခုနနှုတ်နဲ့လက်ခံမယ်ကိုစိတ်နဲ့ယုံမယ်ဆိုရင်တဲ့ဘာဖြစ်လဲကဲတင်ခြင်းတို့ရောက်လိမ့်မည်ဟောဘာရမလဲထာဝရအသက်ကိုရမယ်သဘောပေါက်မယ်နော်ဒါကြောင့်โอเคအဲ့ဒါကိုရှင်ပေါလုကအောက်ကထပ်ရှင်းတယ်ပို့ပြီးတော့သဘောပေါက်အောင်အခုလိုပြောတယ်ဖြောင့်မတ်ရာတို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏ကဲတင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏ဟောဒီမှာဆိုတော့ထာဝရအသက်ရဖို့ကတော့တို့တွေဘာဖြစ်ရမလဲမကြမ်းယုံကြည်အောင်တစ်ခုတည်းမဟုတ်ရဘူးတော့ပေါ့မယ်နော်ဟုတ်တယ် तू ကကျွန်တော်ရဲ့ကယ်တင်ရှင် तू ကကျွန်တော်ရဲ့ဂျေဆုရှင်ကြီးဖြစ်တယ်ကျွန်တော်အဖြစ်တွေယူသွားတယ်
ကျွန်တော်ကိုစားသူခံပေးတယ်သူကြောင့်ကျွန်တော်အပြစ်ငယ်ကလွတ်မြောက်ရတယ်သူကကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်အသက်တခင်ဖြစ်တယ်ယုံတယ်ကောင်းတယ်ယုံတာတစ်ခုနဲ့မှဘာလုပ်ကြမလဲနှုတ်နဲ့စိတ်နှလုံးထဲကိုဖိတ်ခေါ်လက်ခံရမယ်အဲ့ဒါကိုလက်ခံတယ်လို့ခေါ်တယ်ရှင်းပြီလားတို့ဖက်များနော်ဒါစိတ်နဲ့ယုံမယ်ပြီးလို့ရှိရင်ဘာလုပ်မလဲနှုတ်နဲ့ဝန်ခံမယ်စိတ်နဲ့ယုံပြီးတော့နှုတ်နဲ့ယေရှုဖေဟာနော်နှုတ်နဲ့ဝန်ခံကျွန်တော်ဟာကျမဟာဖြစ်ပါတယ်အပြစ်ကြောင့်အပယ်ငယ်တို့သွားမယ်သူပါဒါပေမဲ့ကိုတော်ကကျွန်တော်ကိုစားလဝါကတိုင်းပေါ်မှာအပြစ်ကျိုးခံဆက်ပြီးလို့ယေရှုတင်တယ်ကိုတော်ကြောင့်ကျွန်တော်ကျမငယ်ကလူမြောက်ပါတယ်ကိုတော်ကိုကဲတင်ရှင်ကြီးအဖြစ်ယုံကြည်ပါပြီယေရှုဖေဟာကိုတော်ကိုနှလုံးထဲသို့ခေါ်ဖိတ်ကြိုဆိုနေရပေးပါတယ်ကိုတော်ဝင်ရောက်ကင်းဝတ်ပါကျွန်တော်ကျမရဲ့နှလုံးသားထဲမှာကိုတော်ကိုဖိတ်ခေါ်လက်ခံပါတယ်ယေရှုတင်တဲ့ကိုတော်ဂတိတော်အတိုင်းကိုတော်ကဝင်ရောက်ကင်းဝတ်ပြီးဖြစ်လို့ကိုတော်ဂတိတော်အတိုင်းသာရအသက်ကိုပေးလို့ယေရှုတင်တယ်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါတယ်အဖဖေဟာအာမင်ဆိုပြီးတော့နှုတ်နဲ့ဖိတ်ခေါ်ရမယ်အားလုံးသဘောပေါက်ပါသလားဟဲ့နားလဲပါပဲเนาะတကြောင်ကျွန်တော်နံပါတ်1သာရစိတ်နဲ့ယုံကြည်မယ်စိတ်လို့ပြောတဲ့အခါမှာတို့အုံနောက်လဲပါတယ်နှလုံးသားလဲပါโอเคမယ်เนาะစိတ်နဲ့ယုံကြည်မယ်ဟုတ်တယ်ကျွန်တော်အပြစ်သားဖြစ်တယ်ဆိုတာယုံကြည်မယ်အပြစ်ကြောင့်ငရဲသွားမဲ့သူတွေဆိုတာသိမယ်ဟုတ်ပြီပြီးတဲ့အခါမှာယေရှုခရစ်တော်တို့အပြစ်ကြိုးဆက်ပြီးကယ်တင်ပြီးတဲ့ဆိုတာတို့ယုံမယ်သူကသူရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာယုံမယ်โอเคဒါစိတ်နှလုံးနဲ့ယုံမယ်ပြီးရင်ဘာလုပ်မလဲနှုတ်နဲ့တို့ရဲ့စိတ်နှလုံးတကားကိုဖွင့်ပြီးတော့ဖိတ်ခေါ်ရမယ်ရှင်းပါသလားဟဲ့တော့ပါမယ်ဒါကြောင့်နှုတ်နဲ့ဖိတ်ခေါ်မယ်ဒါဆိုရင်တို့ထပ်မှာဘယ်လိုကင်းဝင်လာမလဲယေရှုကင်းဝင်သွားမယ်ဒါကြောင့်တို့တွေကလေဒီနေရာမှာလေတလားဟိုတစ်ချက်ကလေးပေါ့နော်နည်းနည်းပြောပြပေးချင်တာဒါဆိုကျွန်တော်တို့ဖျားသားမယုံဘူးလားယုံတယ်တလားအခုကိုတို့ online မှာရှိတဲ့တို့အဖွဲ့တွေလဲလေယုံလို့လေနော်အခုတော့မှ sense ကူတောင်ဟိုဒါဖြစ်နေကြတို့ဘို့တို့ခေါ်မလဲအဲ့တို့လာတက်ကြပြီလေနော်ဟုတ်တယ်ဒါပေမဲ့တို့ကလေယုံတော့တခုနဲ့ရက်လိုက်မိတယ်တဒနာကအဲ့ဟုတ်တယ်ယုံပြီးတော့နှုတ်နဲ့တို့ရဲ့နှလုံးသားထဲကိုဖိတ်ခေါ်ရမယ်အာမင်ဟယ်လိုဒါတို့တွေကယုံသားနဲ့ပဲရက်လိုက်မယ်မယုံဘူးလားယုံတယ်ဘယ်တော့တောင်ယုံလဲသေအောင်ယုံတယ်ဆိုတော့ကျွန်တော်တို့လည်းပဲအဲ့ဒါဖြစ်ခဲ့ဘူးတယ်နော်ဆိုတော့ဘာဖြစ်လို့ကျွန်တော်အဲ့ဒါကိုရှင်းပြနေလဲကျွန်တော်ကိုယ်တိုင်ကြုံခဲ့လို့ပါမယုံဘူးလားယုံတယ်မလဲဘယ်တော့တောင်ယုံလဲသေအောင်ယုံတယ်ခါတယ်ကြောင်းမဆိုရံပြတာအမို့အဲ့ဒါမျိုးနဲ့ပေါ့လေဒါမဲ့နှုတ်နဲ့အဲ့ဒါလိုဖိတ်ခေါ်ရမယ်ကျွန်တော်တို့ခါမှမသိခဲ့ဘူးတရက်ကြတော့ကျွန်တော်ကအဲ့ဒီကဲတင်ချင်းတင်တာဗါလဲဆွေးနွေးပြီးအဲ့ဆရာတယောက်ကအဲ့ဒီအကြောင်းပြောတော့ကျွန်တော်နားထောင်ရင်းနဲ့ဒါကျွန်တော်လည်းသူ့ကိုပြောလိုက်ဆရာယေရှုခရစ်တော်ကယ်တင်တဲ့အောင်ကျွန်တော်သဘောပေါက်တယ်ယေရှုကိုကျွန်တော်ကယ်တင်ရှင်အဖြစ်လဲကျွန်တော်ယုံကြည်တယ်ဒါပေမဲ့နှုတ်နဲ့တော့ကျွန်တော်တစ်ခါမှမဖိတ်ခေါ်ဘူးလို့ကျွန်တော်လည်းပုံဝင်လင်းလေးပဲကျွန်တော်ပြောပြလိုက်တယ်ဒါနှုတ်နဲ့အခုမှကျွန်တော်လည်းသိတယ်ဆိုအဲ့ဒါတော့ဒါဆိုကြော်လို့ပဲအဲ့ဒါမှကျွန်တော်တငယ်ချင်းနေနဲ့လေကျွန်တော်အဖွဲလိုက်ဆိုသွားတယ်ဒါကြော်လို့ပဲယေရှုကိုတော့နှလုံးသားမဖိတ်ခေါ်မိတယ်ဘယ်နှယောက်ရှိမလဲဆိုအားလုံးပဲနော်တို့ပဲဆိုတော့ငငယ်တည်းခရစ်ယာန်နေနဲ့ကြီးတာကြတယ်လေနော်မယုံဘူးလားယုံတယ်လေယဉ်ချင်းအသက်ခံထားပြီးသားနော်ဒါမဲ့တို့တွေနှစ်အဲ့တော့ဖိတ်ခေါ်မှလည်းမသိလာရဲ့ကိုအဲ့ဒီမှာကျွန်တော်ဘောပေါက်တယ်ဝါဆရာယေရှုတင်တယ်ဒါနဲ့အဲ့ဒီမှာကျွန်တော်ယေရှုခရစ်တော်ကိုကျွန်တော်ကယ်တင်ရှင်ဖြစ်ကျွန်တော်ဖိတ်ခေါ်ကျွန်တော်နှလုံးသားထဲကိုကျွန်တော်စိတ်လုံးတကားဖွင့်လိုက်တယ်ဟုတ်တယ်ကျွန်တော်စိတ်နဲ့ယုံကြည်ပြီးနှုတ်နဲ့ယေရှုကျွန်တော်အပြစ်သားပါအပြစ်ကြောင့်ငရဲသွားမယ်သူပါဒါပေမဲ့ကျွန်တော်အပြစ်ကိုစားကိုတော့ကလဝါကတိုင်မှာခံပြီးတော့ယေရှုတင်တယ်ကိုတော့ကျွန်တော်ရဲ့ကယ်တင်ရှင်ကြီးဖြစ်တယ်ကိုတော့ကယ်တင်ရှင်ကြီးဖြစ်ယုံကြည်တယ်ယေရှုကျွန်တော်ရဲ့စိတ်လုံးတကားကိုဖွင့်လိုက်ပါပြီကျွန်တော်ကျမရဲ့နှလုံးသားထဲမှာကိုတော့ကိုဖိတ်ခေါ်ကြိုဆိုလက်ခံပါတယ်ကျွန်တော်ကျမနှလုံးသားထဲမှာကိုတော့ဝင်ရောက်ကိန်းဝတ်ပါယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါတယ်ဖခင်အာမင်ဆိုကျွန်တော်မှာဆက်ကျွန်တော်ယေရှုဖိတ်ခေါ်ခဲ့တယ်ခရစ်တော်ဖခင်ကျွန်တော်တို့ပါဝင်ရောက်ကိန်းဝတ်ခဲ့ပြီအခုတော့ကျွန်တော်
ထာဝရအသက်ကိုရခဲ့ရှင်းပါသလားဟေးတို့ဖက်များအခုတော့ကျွန်တော်ဖယားသားသမီးကျွန်တော်တကယ်ဖြစ်သွားပြီအခွင့်အမြတ်တော်သူဒီကိုတော့ကိုယုံကြည်တော့အာမင်ထိုသူကိုလက်ခံတော်သူဒီကိုတော့ကိုတော့ကိုယုံကြည်တော်သူတို့အားယေရှုကိုကယ်တင်အသက်တခင်ပြလက်ခံယုံကြည်တဲ့သူတွေယုံမဲ့နှုတ်နဲ့ဖိတ်ကိုလက်ခံသူတွေဖယားသခင်တာဖြစ်ရတော့အခွင့်ကိုဖယားပေးတယ်အာမင်တကြရဲ့ညီကောင်မအားလုံးတရင်ကောင်းလေးပြောပြပေးချင်တာပါခင်ဗျာယေရှုကိုကယ်တင်ရှင်သဘောပေါက်ပြီဆိုတော့သဘောပေါက်ပါကျွန်တော်ယုံပါတယ်ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်တဲ့သူဖြစ်တယ်ဆိုတော့သဘောပေါက်ပါတယ်ဒါကြောင့်လေဒီမှာသင်တန်းမှာရှိနေတာလေနော်โอเคအကယ်၍မြန်ကျွန်တော်လူမျိုးပေါ့နော်နှုတ်နဲ့မဖိတ်ခေါ်ဘူးတဲ့သူတွေရှိခဲ့လို့ရှင်းရင်တော့ဒီချိန်မှာထိုယေရှုခရစ်တော်ဘုရားကိုနှုတ်နဲ့နှလုံးသားထဲမှာအတူတူတို့တယ်ခေါ်ဖိတ်ကြိုဆိုရအောင်လေအာမင်တို့ရဲ့နှုတ်နဲ့စိတ်လုံးတကားကိုဖွင့်ရမယ်နှုတ်နဲ့တို့ရဲ့အထဲထဲကိုယေရှုကိုကြိုဆိုရမယ်ဖိတ်ခေါ်ရမယ်အဲ့ဒီအခါမှာခရစ်တော်ဘုရားတို့ရဲ့နှလုံးသားထဲကကိန်းဝင်လာပြီတို့ထဲမှာတည်ရှိဒါကြောင့်နှစ်ချက်သွားတယ်ယေရှုကိုကယ်တင်ရှင်ပြောရမလဲယုံကြည်မယ်ဘာလို့ရမလဲနှုတ်နဲ့ဖိတ်ခေါ်ဝင်ခံမယ်အာမင်ဒါဆိုရင်သူဂတိတိုင်းဘာတရမလဲကယ်တင်ခြင်းတို့ရောက်လိမ့်မည်တဲ့ဒီမှာကျမ်းစာပြောတယ်ယောမအခန်းကြီး30အငယ်97ပြန်ဖတ်ပေးမယ်နော်အပေတို့နိဟုမူကသင်ဒီသခင်ယေရှုကိုနှုတ်ဖြင့်ဝင်ခံ၍ဖျားသခင်ဒီသူ့ကိုတေခြင်းမှထမြောက်စေတော်မူပြီးစိတ်နှလုံးထဲ၌ယုံကြည်လျင်ဒါကြောင့်ကယ်တင်ရှင်အဖြစ်လောက်တော့မဟုတ်ဘူးဘယ်အထိယုံရမလဲတေခြင်းကထမြောက်တဲ့အရှင်ထိတောင်ယုံရမယ်ဟောအဲ့ဒါပြောအာမင်သူကတို့ကိုငရေကယ်တင်ပေးတယ်ကယ်တင်ရှင်ကြီးဖြစ်တယ်သူက3ရက်မြောက်ဒီမှာတေရှင်ရှင်မြန်ထမြောက်တဲ့ဖျားလည်းဖြစ်တယ်ထမြောက်တဲ့အထိတောင်ယုံပါတဲ့အရှင်ဘောကပြောနေတာယုံကြည်လင်းတဲ့ကယ်တင်ခြင်းတို့ရောက်လိမ့်မည်အတိတ်ဘက်ကထာဝရအသက်ကိုရရှိပါတယ်အာမင်ဒါကြောင့်ဒီထဲမှာအတွက်ညီကိုမောင်နှမတွေတခုတော့မိကြည့်ချင်ပါတယ်နော်ဒီထဲမှာယေရှုခရစ်တော်ကိုကယ်တင်သဘောပေါက်တယ်ယုံကြည်ပြီးတော့ကျွန်တော်တို့ဖြစ်တယ်ဒီထဲမှာမြန်တချို့တလေပေါ့လေကျွန်တော်လူမျိုးပေါ့လေနော်နှလုံးသားထဲမှာယေရှုကိုမဖိတ်ခေါ်မိတဲ့သူများရှိတယ်ဆိုရင်တော့သူ့နှလုံးသားကိုဖွင့်ပြီးတော့ယေရှုကိုမဖိတ်ခေါ်မိတဲ့သူများရှိတယ်ဆိုရင်တော့ဒီအချိန်မှာလေအတူတူထိုယေရှုခရစ်တော်ကိုနှလုံးသားထဲမှာဖိတ်ခေါ်ကြိုဆိုနေရပေးရအောင်လေလို့အရောက်တိုင်းကိုအားပေးတိုက်တွန်းပေးချင်ပါတယ်အာမင်အကယ်၍ဒီထဲမှာကျွန်မယေရှုကိုကယ်တင်သဘောပေါက်တယ်ယုံလဲယုံကြည်ထားတယ်ဒါပေမဲ့နှုတ်နဲ့တော့တစ်ခါမှမဖိတ်ခေါ်ပူသေးဘူးဒီကနေ့ကျွန်မဖိတ်ခေါ်ခြင်းလဲဆိုတဲ့သူများရှိရင်ခဏလောက်ရှိတဲ့နေရာကနေပြီးတော့ကျွန်တော်လက်လေးတစ်ချက်တော့ဝှေ့ရန်ပြပေးလို့များရနိုင်မလားလို့လေအကယ်၍လက်ကလေးဝှေ့ရန်ပြတယ်ဆိုလို့ရှိရင်တို့တဲ့အတူတူထိုယေရှုခရစ်တော်ကိုနှလုံးသားထဲမှာဖိတ်ခေါ်ကြိုဆိုကြမယ်လေโอเคဒါမှမဟုတ်တို့မိုက်ကလေးတွေဖွင့်ပြီးတော့စကားပြောရအောင်လေနော်โอเคဒါဆိုလို့ရှိရင်ဟုတ်ကဲ့ဒီထက်မှာကျွန်မသခင်ယေရှုကိုကယ်တင်ယုံကြည်တယ်နော်ဒါပေမဲ့ကျွန်မတစ်ခါမှမဖိတ်ခေါ်မိသေးဘူးဒီကနေ့ဖိတ်ခေါ်ခြင်းနဲ့ဆိုတဲ့သူများရှိလို့ရှင်လေနော်ဟုတ်ကဲ့မိုက်ကလေးကိုဖွင့်ပြီးတော့ပြောလို့ရတယ်ဒါမှမဟုတ်လက်ကလေးကိုခွေရန်ပြရင်းနဲ့လည်းပဲပြောလို့ရပါတယ်လို့ကျွန်တော်အနေနဲ့တိုက်တွန်းပေးချင်ပါသည်အာမင်အားလုံးတော့ပေါက်ပါသလားဟဲ့အကယ်၍ယေရှုဖိတ်ခေါ်ပြီးသားဆိုလည်းအကယ်၍ကျွန်မယေရှုကိုတခါမှမဖိတ်ခေါ်မိသေးဘူးကျွန်မဖိတ်ခေါ်ခြင်းနဲ့ဆိုရင်လည်းပဲအခုတို့အတူယေရှုကိုဖိတ်ခေါ်လက်ခံကြမယ်လေခေါ်ဖိတ်ကြမယ်နော်တို့တယ်တို့နှလုံးသားမှာနေရာပေးကြမယ်အာမင်နော်ဆိုရင်ခမည်းနှလုံးသားမှာဘုရုကိန်းဝင်မှာလဲယေရှုခရစ်တော်ကိန်းဝင်မယ်ဆိုရင်ခမည်းဖခင်ခရစ်တိုင်ဘုရုသားသမီးဖြစ်ပြီလေဘုရားသားခမည်းဘာတရားပြီလဲထာဝရအသက်အာမင်ဒီနေ့လောကဘယ်အချိန်မှထွက်သွားဘယ်ဝင်စားကြမလဲခရစ်တော်နဲ့အတူကောင်းကင်ရွှေအိမ်တော်ထဲကိုဝင်စားမှာဖြစ်ပါသည်အာမင်ဒီအရာလေးကိုအဓိကပြောပြချင်တာပါအကယ်ကျွန်မဒီထက်မှမဖိတ်ခေါ်မိသေးကျွန်မယုံတော့ယုံကြည်တယ်ဒါပေမဲ့နှုံတော့တစ်ခါမှမဖိတ်ခေါ်မိသေးဘူးဆိုရင်လည်းပဲအခုဖိတ်ခေါ်မယ်လေဒါပါပဲနော်အကယ်ဖိတ်ခေါ်ပြီးပြီဆိုလည်းကျေးဇူးတော်ပါပဲအာမင်ဆိုတော့တချို့တော့မေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းပဲမေးလို့ရတယ်โอเคဒါဆိုလို့ရှိရင်အားလုံးဖိတ်ခေါ်ပြီးပြီလို့ကျွန်တော်အနေနဲ့ယုံကြည်မိတယ်ဟုတ်ပါသလားဟုတ်ပါတယ်ယေရှုကိုဝမ်းပါတယ်
ဝါအဲ့ဒါပဲလေဒုထာဝရတရပြီလေအာမင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်ပြီးတော့နှလုံးသားထဲမှာဖိတ်ခေါ်လက်ခံပြီးပြီအာမင်ဒါဆိုရင်ဘုရားဂရုတော်အတိုင်းဘုရားသားသမီးဖြစ်ပြီလေဘုရားသား